Hallelujah. Hallelujah. Along be minglaba. Shoes are no such Amen. The Canadian Jamaro Gupian Lepu Sampire, Bemano Gupian Lepu Sampire Piashan, Amaro shoes or Chimon Chimbari. Amen. Chino Jamaro, Tiny Matea Piro, Atashine Piago Chimon Jaya. Amen. Nintu yara chini dai suno chimon po yang ke bare dai me chinoro ko ko re chimon ne phya atashin ne phya phit ya me a chini alo the ma so sa ne phya phit ya me ko ra chinoro chimon me phya ye ma tat nai le ya takku ma mashi bwa me tu phwet ne taga de le be tu ma ma pait nai de twat jaw chino chamaro aya pa ne chimon ja me amen thwa ya khat ten ko tat nai le phya ko chimon ja ya aw Say
稣那么多，你所有奇妙，你问不出记账。高冰不裂，古多也古多，你要来信的你，哈利路亚。他对我你那多吗？你是多你多无比。
ကိုခေါ်ရဲ့ချီးမွမ်းစေကဲကဲခြင်းတဲ့ကကိုချွေးခြင်းတဲ့ကကိုတော့ကိုအော်ဟဲချီးမွမ်းစေနာကျင်ခြင်းတဲ့ကကိုတော့ခြင်းတဲ့ကကိုတော့ကိုခေါ်ရဲ့ချီးမွမ်းစေကဲကဲခြင်းတဲ့ကကိုချွေးခြင်းတဲ့ကကိုချွေးခြင်းတဲ့ကကိုတော့ကိုအော်ဟဲချီးမွမ်းစေနာကျင်ခြင်းတဲ့ကနာကျင်ခြင်းတဲ့ကဒီတော့ခြင်းတဲ့ကကိုတော့ကိုခေါ်ရဲ့ချီးမွမ်းစေကဲကဲခြင်းတဲ့ကကိုချွေးခြင်းတဲ့ကကိုတော့ကိုအော်ဟဲချီးမွမ်းစေ Hallelujah Amen. Amen. Hallelujah. Oh, ya lo kupaita dia. San chin dui go yin san ya leကဲပြတ်နာများတင်ကြုံတွေ့လေရှာရကိုပိုင်တာသူကိုရောရှိနေတယ်ခံစားရဒုက္ခတွေတွေ့သူဖြေရှင်းခဲ့ဘယ်ရောက်တဲ့ဒီချမ်းပြီးa pomelo Amen Bilane Chishim netashin Gurashi nire Denanya shishikaye Patyupeရင်ဆိုင်ရလေအခက်ခဲပြဿနာများတင်ကြုံတွေ့လေရာရာကိုပိုင်တာသူကိုရောရှိနေတယ်ခံစားရဒုက္ခတွေတွေ့သူပြင်ရှင်းa pomelo
Mamuro
ချီးမွမ်းကြရအောင်အာမင်အာမင်ဟာလေလုယာအာမင်အာမင်အာမင်ဟာလေလုယာဟာလေလုယာအိုနေ့စနေကိုရောရဲ့ဂိယူနာတဲ့ကိုခန်းစားခွင့်ပေးတဲ့ကြောင့်ကိုရောကိုယေရှုတင်တဲ့ကိုရောဟာလေလုယာဟာလေလုယာအာမင်ဟာလေလုယာနေစနေမှာတသမီးတို့ကိုအမြဲတမ်းကြည်စုဆောင်ရှောင်ပေးတဲ့အတွက်ကြောင့်ကိုရောကိုယေရှုတင်တယ်။အိုးဟာလေလုယာအာမင်ဟာလေလုယာအိုးကိုရောရဲ့ယေရှုတော်မှာတပါးချသောမင်္ဂလာတသမီးတို့တို့မရှိပါဘူး။ဟာလေလုယာအရာခတဲ့အတွက်ကိုရောကိုယေရှုတင်တယ်အာမင်။အိုးကိုရောရဲ့တို့ရှိခြင်းကတသမီးတို့ကိုအမြဲတမ်းလုံခြုံစေခြင်းတာဖြစ်တယ်အာမင်အာမင်ဟာလေလုယာOh hallelujah ဒီကနေ့မှလည်းချီးမွမ်းခြင်းကိုယ်ွယ်ချက်လဲမှာတသမီးတို့နဲ့တူပါရှိတဲ့အတွက်ကြောင့်ကိုရောကိုယေရှုတင်နေအာမင်။ Ohချီးမွမ်းခြင်းကိုပြုတ်ခြင်းကိုယ်ွယ်ခြင်းလုံးစုံကိုရောကိုပေးရလက်အချိန်နာရီလုံးစုံကိုစက္ကအနန္တခါမှာသခင်ယေရှုနာမကိုမြည်ပြုတ်လက် Oh ဆုတောင်းစက္ကအနန္တကြပါတယ်ဖဖျားသခင်အာမင်Hallelujah. Hallelujah. Hallelujah. 你讲这把的啦？你讲的是哎呀，把那哈利路亚，阿门，都出阿门喏。Okay, 1, 2, 3, Hallelujah. Amen. ဒီကနေ့ကျမ်းမှာဆိုတဲ့ဗေမန်တော်ကိုပို့ဆောင်ပေးတဲ့ဘုရားသခင်ရဲ့နာမတော်တာရွယ်ပုံကြည်ပါစေဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကြောင့်အရင်ဆုံးကြည်ကြော်ဝန်ခံကြရအောင်ဘုရားရှင်ဟာကျွန်တော်တို့အတွက်အမြဲတမ်းကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့တခြင်းချီးမွမ်း worship ထဲမှာတခြင်းဆိုတဲ့နေရာမှာကိုတော်ဖွင့်တဲ့တကားတွေကဘယ်သူမှမပေးနိုင်ဘူးအာမင်လမ်းဘလို့ဘယ်လောက်ပဲများပါစေကျွန်တော်တို့ရဲ့အနာဂတ်လမ်းနဲ့အခြေအနေတွေဘယ်တော့ပဲဆိုးပါစေဘုရားသခင်ကကျွန်တော်တို့လမ်းဖွင့်ပေးထားတဲ့ဆိုရင်ဘယ်သူမှပိတ်နိုင်ရမှာမဟုတ်ဘူးအာမင်ကိုတော်ပိတ်တဲ့တကားတွေကဘယ်သူမှမပွင့်နိုင်ဘူးကျွန်တော်တို့ရဲ့ဘဝကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကိုနောက်ဆက်ချေမှုန်းနိုင်တဲ့စာသမဏေရဲ့နောက်ဆက်ခြင်းဝင်ရောက်မဲ့လမ်းတွေကိုကျွန်တော်တို့วันนี้เมื่อล้านด้วยแต่จนเราพยาธิแข็งเอ็ดล้านกูไปสู้ปีดาปีได้เอเมนจำเราพยาชิงฮะจนเราพอมายามเมื่อกองเมียเดพยาปีเดพยาชิงกองเมียบาร์เดจนเราเนี่ยจนเราอนาคตพอมาตรงใจทีนี้ตรงพยาชิงกองเมียบาร์เดจนเราเนี่ยจนเราอนาคตพอมาพยาชิงกองเมียบาร์เดจนเราเนี่ยจนเราอนาคตพอมาဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်နာကပေါ်မှာအာမင်ဟာလေလုယာဘုရားရှင်ကောင်းမြတ်ပါတယ်တိုင်းနိုင်ငံအတီးတီးပေါ်မှာကိုချိန်မှာကျွန်တော်တို့ Facebook တွေကြည့်လိုက်ရင်သတင်းကောင်းတခုမှမရှိဘူးသတင်းဆိုးတွေကြီးပဲမလေးရှားနိုင်ငံမှာလည်းခြေနေမကောင်းဘူးမြန်မာပြည်မှာလည်းခြေနေမကောင်းဘူးဒါပေမဲ့ဘုရားသခင်ကအများအားကောင်းမြတ်တဲ့ဘုရားဖြစ်တယ်အာမင်ဘုရားရှင်ကောင်းမြတ်ပါတယ်တိုင်းနိုင်ငံအတီးတီးပေါ်မှာဒီနေ့တော့ဘုရားရှင်ကောင်းမြတ်ပါတယ်တိုင်းနိုင်ငံအတီးတီးပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်တိုင်းနိုင်ငံအတီးတီးပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်တိုင်းနိုင်ငံအတီးတီးပေါ်မှာအာမင်ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ဝန်ခံတော်တဲ့တာသမီရောက်ခြင်းစီတဲ့ပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေโอเคဒီကနေ့This year မြန်မာစီစဉ်မှာပထမအဆုံးပါဝင်ရခြင်းဖြစ်တယ်ဆိုတဲ့မိတ်ဆွေများရှိခဲ့ရင်ယေရှုနာမဖြင့်ကြိုဆိုခြင်းနဲ့ကောင်းချီးပေးခြင်းနဲ့ရှိတဲ့နေရာတည်တည်ကနေမတည်ရပေးပါမေတ္တာရက်ခံချင်ပါတယ်ရှိပါသလားပထမအချိန်မတည်ရပေးပါကျွန်တော်တွေ့တယ်နော်Okay မတည်ရပေးပါရှ
မရှိတော့ဘူးနော်ကျွန်တော်တို့ကိုနှုတ်ကပတ်တော်အဖင်နှုတ်ဝိညာဉ်စာကျွေးမဲ့ဆရာယောရှုအာမန်လဲကြည်တို့ပြောရမတရားပြပါကောင်းချီးပေးခြင်းနဲ့โอเคတော့ဝေးကြီးနေလာတာဆိုတော့လေမတရားပြအောင်ဖယားသားများဘုရားရှင်ကောင်းချီးပေးပါစေသုံးချိန်ဒီနေ့တော့ဖယားသားများဘုရားရှင်ကောင်းချီးပေးပါစေဖယားသားများဘုရားရှင်ကောင်းချီးပေးပါစေဖယားသားများဘုရားရှင်ကောင်းချီးပေးပါစေအာမင်ကြည်တို့တင်ပါတယ်ပြန်ထိုင်လို့ရပြီမိတ်ဆွေလဲခဏနေကျန်လက်ဖက်ရည်နဲ့မဟုတ်မစားမတော့ဘဲနဲ့မပြန်တော့ပါနဲ့ဘာရပြင်းနဲ့ပြန်มาလမ်းမှာပိုက်စားနေမှာဆိုလို့ဂျက်စီရဲ့မုံနဲ့ဂျက်စီရဲ့လက်ဖက်ရည်နော်တခြားအပြင်ဟာအစားအစာတွေနဲ့အပြင်ကလက်ဖက်ရည်ဆရာလက်ဖက်ရည်နဲ့မတူဘူးနော်အဲ့ဒါ special ဂျက်စီရဲ့တည်တံ့လောက်ထားတာ made in ဂျက်စီရဲ့okay ကိုချိန်မှာနိုင်ငံတော်တို့ပါဝင်ရမယ့်ချိန်ဖြစ်ပါတယ်အလူတော်ငွေမြောက်ကိုလူတော်ငွေတို့ဆုတောင်းပေးမဲ့ဆရာထံသားတော်၎င်းကောက်ခံပေးမဲ့သူနဲ့လူဝင်ကောက်ခံနေတဲ့ချိန်မှာ worship team ကနေဘုံတော်ကိုချီးမွမ်းပေးမှာဖြစ်တယ်အားလုံးကိုလည်းခေါ်ကြတဲ့ကြိုးဆိုကြရအောင်ဖျားနိုင်ငံတော်အတွက်ကောင်းဆုံးသောအလုံးငွေပြင်ဆင်ရအောင်နော်ဆုတောင်းရအောင်မေတ္တာတော်ဖဖျားရှင်ကိုရောကိုကျေးဇူးတင်တယ်ကိုရောကိုဝပြုကိုကိုွယ်ခြင်းမကဘဲကိုရောပေးတော့ကောင်းကြီးများတဲ့ကကောင်းဆုံးသောငွေပမာဏကကိုရောအတွက်ပြလေပြီးတော့ပြင်ဆင်နေပါတယ်ဖကျွန်တော်တို့အလောကိုက်ပေါ်မှာကိုရောရဲ့အတူပါစီခြင်းကိုရောဘိတ်တိတ်ပေးခြင်းတော်၎င်းကိုရောရဲ့ကောင်းကြီးဘိတ်တိတ်ချင်းတော်၎င်းကျွန်တော်တို့ဝင်ငွေလာခါမြတ်ကိုကောင်းကြီးပေးတနာတော်မူပါအတုံးပြတဲ့နေရာမှာလေကိုရောရဲ့နိုင်ငံတော်တင်ရှားဖို့တော်၎င်းကိုရောဘုံတော်တင်ရှားဖို့ကိုရောမြတ်တာတော်တွေ့မြင်နိုင်ဖို့အလို့ငါဒီလိုငွေမြတ်ကိုရောလက်တော်ထဲအနန္တောခါတပါတိတော်တာတော်ယေရှုနာမပြစုတောင်းစကအနန္တပါရဖဖျားရှင်အာမင်To know it go Allah Budogo to know Chibai Oh Taurapia to know it go Allah Budogo to know Chibai
ကျေးဇူးတင်နေဒီကန်တော်တို့ရောက်ချင်းစေတဲ့ပုံမှာဘုရားရှင်ကောင်းချီးပေးပါစေworship ထဲမှာကျွန်တော်ဘုရားရှင်ကကျမ်းစာကျမ်းပိုက်တပိုက်လေးနဲ့စကားပြောတော့တဲ့ကျမ်းပိုက်လေးခုမှဆရာတွေ့လို့ခုမှဖတ်မယ်နော်တင်တို့ရှင်လုကာခန်းကြီး30ပိုင်းရဲ့3မှာတင်တို့တွားလီတဲ့အရာမှာမိတော်ခွေစုတဲ့တို့ဒုတငယ်တို့ကိုစီလို့တကယ်တော့တင်တို့ကိုငါစီလို့တဲ့ငါစီလို့ကျွန်တော်ဘုရားသခင်ကကျွန်တော်ဘယ်လိုဖွင့်ပြလဲဆိုတော့ဒီကျမ်းပိုက်အားဖြင့်ဒီနေ့ကျွန်တော်တို့မလေးရှားနိုင်ငံမှာရောက်နေတာဟာကျွန်တော်တို့နော်ပိုက်ဆံရှိလို့ကျမ်းမာလို့ရောက်တာမဟုတ်ဘဲနဲ့ဘုရားသခင်ကသူ့ရဲ့နိုင်ငံတော်ကိုကျေပြန့်ရှိဖို့အတွက်ကျွန်တော်တို့ကိုဒီမလေးရှားနိုင်ငံကိုစီလွတ်တာဖြစ်တယ်ဒီမလေးရှားနိုင်ငံမှာကျွန်တော်တို့ကိုနေထိုင်ခွင့်ပေးတာဖြစ်တယ်ထို့ကြောင့်ကျွန်တော်တို့ပတ်ဝန်းကျင်အခြေအနေဘယ်လောက်ပဲဆိုဘယ်လောက်ပဲတိုက်ခိုက်ပြီးများနေပါစေကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုလက်မလွတ်ဘဲနဲ့ကိုယ်တော်ရဲ့နိုင်ငံတော်ကျေပြန့်စေဖို့အတွက်ကျွန်တော်တို့နေ့ရက်စဉ်တိုင်းအသက်ရှင်ဖို့ရန်အတွက်ဘုရားရှင်ကျွန်တော်တို့ကိုလိုရှိတာဖြစ်တယ်အာမင်Okay ကျင့်ရစရာတစ်ခုရှိတယ်ဒီပတ်စနေနေ့ညတပတ်မှာတခါပထမဆုံးပတ်လူငယ်တွေညလုံးပေါက်စုတောင်းအစီအစဉ်ရှိပါတယ်လာခဲ့ကြပါတပတ်တခါမဟုတ်တလားတခါ Okayတလားမှာတခါရှိတယ်ညလုံးပေါက်စုတောင်းအစီအစဉ်ရှိတယ်လာခဲ့ကြပါအလုပ်ထဲကနေလည်းတန်းလာလို့ရပါတယ်ဒီမှာအပေါ်မှာထမင်းရှိတယ်10နာရီခွဲထမင်းအကျိုးတို့စားကြမယ်7နာရီဆိုတော့အစီအစဉ်စားမှာဖြစ်တယ်7နာရီ12နာရီအလုပ်ပြီးတယ်ဆိုရင်လည်းလာပါရတယ်တနာရီလောက်ဆိုရင်လည်းလာလို့ရတယ်နော်အမနာနဲ့အပေါ်မှာရေချိုးလို့လည်းရတယ်နော်အလုပ်ထဲကနေလည်းတန်းလာလို့ရတယ်လို့ပြောချင်ပါတယ်အားလုံးဖိတ်ခေါ်ချင်ပါတယ်ဒီဆိုတော့အစီအစဉ်ကိုလည်းမလွတ်ပါနဲ့လာခဲ့ပါနောင်တမရစီရဘူးလို့အာမခံတယ်နော်ဘုရားသခင်ရဲ့အတူရှိခြင်းဘုရားသခင်ရဲ့ဒုတိချင်းတွေခံစားရမှာဖြစ်တယ်အာမင်လာခဲ့ကြပါယေရှုနာမဖြင့်ဖိတ်ခေါ်ခြင်းပါတယ်အခုချိန်မှာဝိညာဉ်စားရမယ့်ချိန်ဖြစ်တယ်ကျွန်တော်တို့ကိုနှုတ်ကပတ်တော်အပြင်ခွန်အားပေးမဲ့ရှာကိုမခေါ်ခင်အားလုံးမတည့်ပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ကိုကြိုးဆိုပါတယ်ကျွန်တော်ကိုဒုတိစကားပြောပါအာမင်၃ချိန်ဒီနေ့တော့တန်ရှင်တော်ဝိညာဉ်တော်ကိုကြိုးဆိုပါတယ်ကျွန်တော်ကိုဒုတိစကားပြောတော်မူပါတန်ရှင်တော်ဝိညာဉ်တော်ကိုကြိုးဆိုပါတယ်ကျွန်တော်ကိုစကားပြောပါတန်ရှင်တော်ဝိညာဉ်တော်ကိုကြိုးဆိုပါတယ်ကျွန်တော်ကိုဒုတိစကားပြောပါဆရာနဲ့အတုံးပြုတ်မဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုလည်းကောက်တည်းကြိုးဆိုကြရအောင်အာမင်ဟာလေလုယာဟာလေလုယာမထိုင်သေးပဲနဲ့ဘေးနာလူရင်စကားပြောရအောင်ရှလုံးပြန်ပြောရအောင်ငြိမ်သက်ခြင်းရှိပါစေနောက်တစ်ခုထပ်ပြောရအောင်အရင်ချောတာပဲမနေ့ကထပ်ပူချောတယ်မနှက်ပြပူချောဦးမယ်လက်ပါကွင်ပေးဖျားရှင်နာမလက်ခုပ်တီးပြီးချီးမွမ်းရအောင်အာမင်ဟုတ်ပြီအားလုံးပြန်ထိုင်နိုင်ပါပြီယေရှုတင်တယ်အာမင်ရှေးဆိုဒီလိုခွင့်ကောင်းပေးတဲ့ဖျားရှင်နာမတော်ကိုဘုန်းကြီးပါစေဒုတိယအနေနဲ့เนาะကျွန်တော်ကိုအမြဲတမ်း welcome နဲ့လက်ခံတဲ့เนาะဇက်စီယာဆရာကြီးများကိုယေရှုတင်ကြောင်းလည်းပြောခြင်းနဲ့ဆရာမုန်ပီတို့เนาะဆရာပီတာလမ်ဘွဲတို့ဆရာထန်တာတို့ဆမချင်းတို့မှာစားပြီးတယောက်စတဲ့ယေရှုတင်ကြောင်းဒီနေ့ကနေအထူးအရင်သင်ပြလိုပါတယ်ပြီးတာနဲ့နောက်တတဲ့အနေနဲ့တင်ထောက်လူကြီးတွေမှာစားပြီးလူငယ်ကောင်းဆောင်များလူငယ်သင်းအောင်ဆရာမစားပြီးဒီမှာလာရောက်တဲ့သူတယောက်စတဲ့လည်းယေရှုတင်ကြောင်းပြောခြင်းပါတယ်ဘေးနာလူစကားပြောရအောင်ဒီနေ့တွေ့ရတာဝမ်းသာတယ်နော်နောက်လဲဆက်တွေ့ရအောင်နော်ဟာလေလုယာဆိုတော့တကယ်ခုနတဘာပတိကလည်းနော်စိတ်လှုပ်ရှားစွာနဲ့သူ
တော်တော်လေးကိုရင်ခုန်ဆောင်တဲ့သူဥဆောင်သွားတာဖြစ်တယ်ဒါဝိညာဉ်တော်တူတည်ခြင်းပဲဖြစ်တယ်အာမင်သူကိုယ်တူထီလာမထီမလို့ဝိညာဉ်တော်တူတော်တူထီထားတယ်ဆိုတာကျွန်တော်ခံစားတယ်ဖျားရှင်ရန်ကောင်းမြတ်တာဖြစ်တယ်အာမင်ဒီကနေ့ဒီလိုမျိုးနေရာကိုရောက်ရှိခြင်းဆိုတာကမတော်တဆမဟုတ်ပါဘူးတင်ဒီနေရာမှာလာထိုင်နေဆိုတာကဘုရားကိုချစ်လို့ဆိုတော့ကျွန်တော်ယုံကြည်တယ်အဲ့လိုပြောလို့မလာနိုင်တဲ့လူတွေကိုကျွန်တော်ဘုရားမချစ်ဘူးလို့ပြောချင်တာမဟုတ်ပါဘူးမလာနိုင်တဲ့လူလည်းသူ့ရဲ့အကြောင်းမျိုးမျိုးကြောင်းရှိပါလိမ့်မယ်ဒါပေမဲ့တချို့ကတော့ live လဲကြည့်မယ်နော်ကျွန်တော်တို့ခုနသတင်းဆိုးတွေကြားရတယ်ပြောတယ်နော်တယောက်ပြောဘူးတယ်ကိုနေတဲ့နိုင်ငံကိုမွေးဖွားတဲ့နိုင်ငံမှာစစ်ဖြစ်လို့သူများနိုင်ငံပြေးပါတယ်ဆိုတော့ကိုပြေးတဲ့နိုင်ငံမှာစစ်လာဖြစ်နေတယ်ဆိုတော့ဘယ်လိုလုပ်မလဲတဲ့ဘယ်သွားပြေးရမလဲတဲ့ဒါပေမဲ့ဒီကနေ့အခြေအနေတွေမကောင်းရင်တော့မှကျွန်တော်တို့မှာကောင်းမြတ်တဲ့ဘုရားရှိတာဖြစ်တယ်ရိုးရိုးကောင်းတာမဟုတ်ဘူးအလွန်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်အာမင်ရှယ်ထူးထူးရှယ်ဖြစ်တယ်ဘေးနာလူပြောရအောင်သင်ဟာအထူးရှယ်ဖြစ်တယ်နော်နာမတော်ဘုန်းကြီးပါစေကျွန်တော်ကိုမသိတဲ့လူရှိမလားရှိတယ်နော်တချို့ရှိမယ်နော်မသိကြဘူးအားစေကျွန်တော်ကိုကျွန်တော်ပြန်မိတ်ဆက်ပါမယ်သိတဲ့လူလည်းပြန်ပြီးနားထောင်ပေးပါကျွန်တော်နာမည်က Joshua Mang ဖြစ်ပါတယ်ကျွန်တော်ချင်းလူမျိုးတည်တင်ဖြစ်တယ်ရေလုံးဝမရောတဲ့ချင်းစစ်စစ်ဖြစ်ပါတယ်ဒါပေမဲ့ဂျေဇုတော်ကြောင့်ရန်ကုန်မှာမွေးပြီးရန်ကုန်မှာကြီးလာတဲ့အခါမှာကျွန်တော်လည်းမိတ်ဆွေတို့ကိုအရန်ကိုချင်းစားပါတယ်ကျွန်တော်လည်းချင်းစကားမှာအရန်အားနေတယ်အဲ့ဒီအားနေတဲ့အရာဘုရားအားသာခြင်းပေးတာဖြစ်တယ်အာမင်ကျွန်တော်လည်းငယ်ငယ်ကလေးကအမှုတော်စားဆောင်တဲ့အခါမှာဆူတောင်းတယ်ကိုတော့ဘယ်တော့မှကျွန်တော်ချင်းထဲမှာတရားမဟောဘူးချင်းလို့လုံးဝမဟောဘူးလို့ကျွန်တော်ဆူတောင်းတာဘုရားမနာညောင်းဘူးအဲ့ဒီချင်းထဲကိုပဲပို့ပေးတာဘာကြောင့်လဲတိုးတက်စေခြင်းလို့ဖြစ်တယ်ဒီနေ့မန်းနဲ့မြန်မာလိုပြောတဲ့အခါမှာတကယ်ရှာခလုတ်တိုက်ပါတယ်နော်ခဏခဏကိုတိုက်တာဒါပေမဲ့အဲ့ဒီຢာကတင့်ကိုတိုးတက်ခြင်းဘုရားပေးတာဖြစ်တယ် yes no all right နဲ့တော့အမေရိကထိရောက်သွားတယ်လို့အများကြီးရှိတယ်လေအာမင်ဒါကြောင့်ခုနဆိုရင်အရင်တော့ကြတယ်ပြောတဲ့အားစဆိုတော့ကျွန်တော်တယောက်ကချင်းလို့တရားဟောပြီးတဲ့အခါမှာလာနှုတ်ဆက်တယ်ဆရာတရားဟောတာအရင်ခွန်အားရတယ်ခွန်စားအားရတယ်ခွန်အားစားတယ်ပေါ့ကျွန်တော်ကကိုတော့ခွန်အားမရနိုင်သူကဘာလို့ခွန်အားရလဲပေါ့ရွေ့တယ်လို့ပြောင်းတယ်လို့နဲ့ကျွန်တော်ပြောတယ်ထင်တာအဲ့ဒါကျွန်တော်မေးတယ်နင်ဘာကြောင့်ခွန်အားရတာလဲလို့ကျွန်တော်မေးလိုက်တာသူဘာပြောရသေးလားကျွန်တော်တဲ့တခြားချင်းဆရာတွေတရားဟောရင်အိမ်ငိုက်တဲ့အကျင့်ရှိတယ်တဲ့ဆရာဟောရင်လုံးဝအိမ်မငိုက်ဘူးတဲ့နားမလဲလို့တိတ်ချာနားထောင်တာဒါလည်းကျေးဇူးတော်တသက်ပဲအာမင် yes ဘာသာစကားမသိတာလည်းဘုရားကျေးဇူးတော်ချီးမွမ်းဘာကြောင့်လဲဆိုတော့တင်မလေးရှားရောက်ခါစလေမလေးစကားတက်လားမတက်ဘူးဒါပေမဲ့အလုံးမဝင်ရဘူးလားဝင်ရတယ်တတိယစိတ်ဆိုရင်မဆူဘူးလားဆူတယ်ဒါပေမဲ့ကိုနားလဲလားဆိုတော့ကိုဘာပြောလဲဘောလဲဟုတ်ကဲ့တလုံးပဲလေကိုဆင်းလဲကိုဘာလုပ်လိုက်လဲရည်ပြလိုက်တယ်နားလဲလားရည်ပြမလား no ကျွန်တော်တို့ကပြန်တော့ဆွဲထိုးမှရန်ဖြစ်မှာနော်နှစ်ပန်းလုံးရမှာဒါပေမဲ့ကျွန်တော်တို့နားမလဲတာတစ်ခါကျရင်အရန်ကောင်းတယ်လို့ခံစားရတယ်နားနမဖျားကောင်းကြီးပေးပါစေဆိုတော့ကျွန်တော်နာမည် Joshua Mang ဖြစ်တယ်ကျွန်တော်ကစန်းချောင်းမြင်းနီကုန်းမှာနေပါတယ်ကျွန်တော်အသင်းတော်က Young Christian Church ဖြစ်ပြီးတော့ကျွန်တော်အမှလက်ထောက်သင်းအနေနဲ့အမှုတော်မြန်မာစက္ကပ်လာတာကျွန်တော်73နှစ်ဝန်းကျင်ရှိပြီဖြစ်တယ်ဘုရားကျေးဇူးတော်ကြောင့်ဘုရားခင်ကကျွန်တော်ကိုဇနီးချောချောလေးတစ်ယောက်ပဲပေးထားပါတယ်နှစ်ယောက်မဟုတ်တော့တစ်ယောက်ပေါ့နော်ဆိုတော့သမီးငယ်လေးနှစ်ယောက်ရှိတယ်ကျွန်တော်ကလူပြိုမဟုတ်တော့လူအိုဖြစ်ပါပြီဆိုတော့လည်းထလောင်းပြီးပြောချင်ပါတယ်ဆိုတော့ကျွန်တော်သမီးအကြီးက6နှစ်ဖြစ်ပြီးတော့အငယ်လေးက3နှစ်ဖြစ်တယ်ကျွန်တော်မျိုးသမီးနာမည်ကဟာနာလို့ခေါ်ပါတယ်ဆရာမဟာနာဖြစ်တယ်သူက worship pastor ဖြစ်ပြီးတော့ကျွန်တော်တို့မှုတော်မြန်မာပါဝင်နေတာဖြစ်တယ်ကျွန်တော်ယူတဲ့ဇနီးတွေကချင်းမဟုတ်ပဲလီဆူဖြစ်ပါတယ်ဆိုတော့လည်းပြောချင်တယ်ကချင်တွေယူတာကအရန်စီးကြီးတယ်ကျွန်တော် fighter တွေပဲယူရတာနော် yes join နဲ့တက်တည်ခံတာဖြစ်တယ်ကျွန်တော်ကလေကျွန်တော်အမျိုးသမီးကိုယူတဲ့ခင်မှာလေကျွန်တော်အရန်ကုန်တယ်လို့ကျွန်တော်ညီမကိုလာတောင်းတာလေကျွန်တော်ပဲကုန်တယ်ဘာကြောင့်လဲဆိုတော့ဇုံငိန်းနာဟဲ့လဲဇုံမောခုနပြောလို့ချင်းဆိုရင်လဲလေချင်းမင်းကလေးတွေတဝက်ကိုစိုက်ရတယ်ဆိုတော့ကိုညီမကိုလာတောင်းကကိုလည်းတဝက်လောက်ကုန်တယ်အဲ့လိုပဲကိုမိမသွားယူတော့လေအကုန်တာ तू ကကျတော့တဝက်မဟုတ်အကုန်တာဒါပေမဲ့ဖျားခင်တာဝန်ယူပေးတယ်အာမင်ဆိုတော့သမီးလေးနှစ်ယောက်ရှိတယ်ဒါကြောင့်လည်းဖျားခင်သမီးလေးနှစ်ယောက်ပေးတယ်သမီးလေးနှစ်ယောက်ပြီးတော့အကြီးမနာမည်လေးက Grace အငယ်က Mercy ဖြစ်ပြီးတော့သူတို့ရဲ့ min ပြီးနာမည်ကြီးကဘာလဲဆိုတော့ Grace Lun Sanwam ဆိုပြီးအမေနာမည်ပေးလိုက်တယ်ဖျားကျေးဇူးတော်ကြောင့်ကျွန်တော်ခုနပြောတယ်ကျွန်တော်အများကြီးမျိုးစေ့ကျဲထားလို့အငယ်မလေးကိုလည်းကျွန်တော်အဖေနာမည်ပေးလိုက်တယ် Mang Shan Hoi သူကျွန်တော်ဇနီးဘက်ကိုလုံးဝမပေးဘူးကျွန်တော်တယောက်တည်းအကုန်ယူပလိုက်တယ်ဖျားကောင်းကြီးပဲဖြစ်တယ်နာမတော်ဘုန်းကြီးပါစေ yesနော်ဒါကမျိုးစေ့တွေဖြစ်တယ်ဆိုတော့ဒါကျွန်တော်မိသားစုကြောင့်ဖြစ်တယ်ကျွန်တော်မောင်နှမ3ယောက်ရှိတယ်ကျွန်တော်ညီငယ်လေးက Jonathan ခေါ်တယ်သူက Canada Vancouver မှာကျောင်းတက်နေရင်းနဲ့အလုပ်လုပ်နေတာဖြစ်တယ်ကျွန်တော်ညီမလေး Ruth
လို့ခေါ်ပါတယ်သူကတော့အခုမြန်မာပြည်မှာပဲသူ International School မှာ Grade 2ကျောင်းသင်ပေးနေတာဖြစ်တယ်ကျောင်းသားတွေရဲ့ကျောင်းဆရာမဖြစ်တယ်ဆိုတော့သူလည်း America ကိုသွားဖို့စောင့်နေတာဖြစ်တယ်သူရဲ့ခင်ပွန်းလောင်းက America ဖြစ်တယ်ခင်ပွန်းလောင်းပြောတော့ကျွန်တော်တတိရတယ်အဲ့လိုပဲထိုင်းမှာ Ban Barin ဆိုတဲ့တင်းတော်တပါးရှိတယ်အဲ့ဒီမှာသူတို့လည်းဒီဟာ Jesse A လိုပဲချင်းနေတဲ့ဆိုတာပြီးတော့တာအဖွဲ့တွေကြီးတယ်အရန်ကိုသူတို့ကနော်ချင်းတို့ဒါပေမဲ့သူတို့ကချင်း service မရှိဘူးမြန်မာ service ကြီးပဲလုပ်တာအဲ့ဒီနေ့ကဖခင်များနေကျွန်တော်တရားသွားဟောတယ်ဖခင်များနေမှာတရားသွားဟောတော့ကျွန်တော်အဲ့တော့ဖခင်မဖြစ်သေးဘူး2016ကျွန်တော်မင်္ဂလာမဆောင်သေးဘူးဒါပေမဲ့ကျွန်တော်အခုလက်ရှိမိန်းမနဲ့ကျွန်တော်ချစ်သူဖြစ်နေပြီလေအဲ့ခါကျတော့သူတို့ကကျွန်တော်ခေါ်ချင်တာဆရာဂျောရှော့ကိုလည်းကျွန်တော်လက်ဆောင်ပေးချင်တယ်တနေ့ကျရင်သူဖခင်ဖြစ်လာမှာဖြစ်တဲ့အတွက်ဒါကြောင့်ဖခင်လောင်းဖြစ်မဲ့ဆိုတာကိုပြောချင်တာဖခင်အလောင်းဖြစ်မဲ့ဆရာဆိုတော့ကိုကမตาကြီးဖြစ်သွားသလိုလိုပဲသိလားအိုးမလေးတော်တယ်စင်ပေါ်ရောက်မှာငါအလောင်းမဟုတ်သေးဘူးနော်လို့ဘာဖြစ်နားလဲပေးပါလေလေနော်ဒါ तू ကပြောချင်တာတော့မဟုတ်ဘူးလေတခါကျကျွန်တော်မြန်မာစကားတဲ့ရှာခလုတ်တိုက်တာကွာသူတို့စီရောက်မှာဖခင်အလောင်းကြီးဖြစ်သွားတယ်ဆိုတာမျိုးပေါ့နော်ဒီမှာတော့အဲ့ဒီဖခင်များနဲ့ကျမြန်မာလွတ်လွတ်နဲ့တိတိထားဖို့ရလဲပြောချင်တယ်ပေါ့နော်ဒါကြောင့်မိခင်အလောင်းဖြစ်တယ်ဆိုတာမျိုးတွေပေါ့နော်ဟုတ်ပြီဆိုတော့ဒါကျွန်တော်ညီမကလည်း US တော့ပို့သူစောင့်နေတာဖြစ်တယ်ဆိုတော့လည်းဒီနေ့ပြောချင်တယ်ဆိုတော့မြန်မာပြည်လာရင်ပြန်လာလို့ရှိရင်စမ်းချောင်းရန်ကုန်ကိုရောက်ခဲ့ရင်ကျွန်တော်ဆက်သွယ်ပါကျွန်တော်အမြဲတမ်းအစီခံဖို့အစဉ်သင့်ရှိတယ်ဆိုတာကိုလည်းဒီနေ့စကားပါချင်ပါတယ်အရောက်စတဲ့ဖျားရှင်ကောင်းကြီးပေးပါစေဟုတ်ပြီကျွန်တော်ဒီနေ့ယူဆောင်လာတဲ့နှုတ်ကပတ်တော်ကျွန်တော်တွားရအောင်ကျွန်တော်ပေါက်ပွင့်လုပ်ထားပါတယ်မြန်မာလိုဟာကိုပဲကျွန်တော်ဖတ်ရအောင်ကျွန်တော်ချင်းလိုအင်္ဂလိပ်ကျွန်တော်အားလုံးရောတာပြဒါပေမဲ့မြန်မာလိုကပဲအဓိကဖတ်ရအောင်1 2 3ထိုသူအားတကားဆောင်လေဖွင့်တဲ့ဤသူဤစကားတန်ကိုတိုးတို့ဒီနားထောင်တတ်ကြ၏သူဒီခေါ်၍ပြင်းတို့ထုတ်ဆောင်တတ်၏ဖတ်တော်ကျမ်းမှာရောက်ဆိုင်ဖျားရှင်ကောင်းကြီးပေးပါစေဒီနေ့ယူဆောင်လာတဲ့ခေါင်းစဉ်လေးကဘာလဲဆိုတော့သင်ဟာဖျားသခင်တို့အထူးအရေးပါတော်သူဖြစ်တယ် You matter to God ကျွန်တော်တို့ဟာဖျားတို့အရေးပါတယ်ဘေးနာလူပြောရအောင်သင်ဟာဖျားတို့အရေးပါတယ်နော်ခုနယောဟန်မှာပြောလဲဆိုတော့တိုးရဟာတဲ့တိုးထင်းရဲ့စကားတန်ကိုဘာဖြစ်လဲနားထောင်တယ်အင်္ဂလိပ်လိုဆိုရင်ဘာလဲဆိုတော့ hear လို့ခေါ်တယ်ကြားတယ်လို့ခေါ်တယ်ကြားတယ်ဆိုတော့ကြားတယ်ဆိုတော့အဓိပ္ပာယ်ကတိုးထင်းနဲ့တိုးရရဲ့ relationship ဆက်သွယ်မှုတစ်ခုကိုကြည့်မယ်ဆိုရင်အရန်ကို deeper အရန်ကိုနှက်နေတာဖြစ်တယ်တိုးကိုခဏကြည့်ရအောင်တိုးဆိုတဲ့ trace ဟာဘာကြောင့်ဖခင်ကကျွန်တော်တို့ယုံကြည်သူတွေကိုတိုးနဲ့နိုင်လဲဆိုတော့ကျွန်တော်တို့ဟာအရန်ကိုနှုငယ်လို့ဖြစ်တယ်မရင်ချက်လို့ဖြစ်တယ်ဒါမှမဟုတ်အရှိကိုမမြင်နိုင်လို့ဖြစ်တယ်ဒါကြောင့်မြင်နိုင်တဲ့သူကိုယ်တိုင်ဖခင်ကတိုးထိန်ဖြစ်တယ်ဒါကြောင့်စာလံဆရာကြီးကဘာပြောလဲဆိုတော့စာလံ23မှာသာရဖျားဒီငါဤတိုးထိန်ဖြစ်တော်မူ၏တဲ့အာမင်ဆိုတော့တိုးရရဲ့အတ္တတာကိုကြည့်မယ်ဆိုတိုးတွေကလေအမြင်အာရုံလုံးဝမကောင်းဘူးသူတို့ကအဝေးမုံတယ်ကျွန်တော်တို့ကအဝေးလဲမုံတယ်အနီးလဲကန်းတယ်တိုးတွေကြတော့အနီးရောမကန်းဘူးသူတို့ကအနီးတပေပတ်လေကိုမြင်ရတယ်သူတို့အရှိမသူတို့ကတိုးကိုကြည့်တိုးကဘယ်တော့မှခေါင်းကိုမမော့ဘူးနော်ဘာလို့လဲတိုးတွေကအောက်ပဲကြည့်တယ်မမြင်ရအောင်ရှိအောင်ကျွန်တော်နယ်သာလန်ကိုရောက်သွားတဲ့အခါမှာဥရောပတိုက်ကနယ်သာလန်ကိုရောက်တဲ့အခါမှာအမ်စတာဒမ်ကိုကျွန်တော်သွားတယ်မြို့တော်ကြီးကိုမြို့တော်သွားတဲ့အခါမှာကျွန်တော်တို့အခုအေးလေးတွေတောက်တယ်ဒက်ရှ်မီလ်နော်ဟိုပုံလေးတွေ့မှထင်တယ်ဒက်ရှ်မီလ်ပုံလေးအဲ့ဒီအေးကနယ်သာလန်ကလာတာဖြစ်တယ်ဒတ်ချ်ဆိုတာကနယ်သာလန်လူမျိုးကိုဒတ်ချ်လို့ခေါ်တယ်ကျွန်တော်မြန်မာလူမျိုးကြတော့မြန်မာနိုင်ငံသားတို့ဗမာလို့ခေါ်တယ်လေဒါပေမဲ့ခုနနယ်သာလန်နိုင်ငံသားတို့ဒတ်ချ်လို့ခေါ်တယ်ဆိုတော့ဒတ်ချ်မီလ်ဆိုတဲ့အဓိပ္ပာယ်ကနယ်သာလန်နွားတို့အဲ့အဓိပ္ပာယ်ရတာဆိုတော့အဲ့ဒီအမ်စတာဒမ်ကိုရောက်သွားတဲ့အခါမှာကျွန်တော်တိုးချံကိုရောက်သွားတယ်သူတို့ကအဓိကနွားရဲ့တိုးတွေစိတ်တွေအဓိကသူအဲ့မွေးမြူရသူတို့တက်မွေးဝမ်းကြောင်းလောက်ကြတယ်အဲ့ဒီခါမှာအဲ့ဒီတိုးတွေကိုကျွန်တော်ကောင်းကောင်းလေ့လာခွင့်ရခဲ့တယ်သူတို့အသားကိုကင်ခွင့်ရခဲ့တယ်အရန်နူးညံ့တဲ့ soft အရန်နူးညံ့တာဖြစ်တယ်တိမ်မွေ့လွန်းတယ်ဒါပေမဲ့ကျွန်တော်သူတို့ကိုတေချာပြန်ပြီးလေ့လာတဲ့အခါမှာဘာတွေ့လဲဆိုတော့သူတို့ခေါင်းကဘယ်တော့မှအပေါ်မှာမဟုတ်ဘူးအောက်ပဲကြည့်တယ်တပေပတ်လေကိုပဲမြင်တယ်ဒါပေမဲ့သူတို့ကအမြင်အာယုံမကောင်းပေမဲ့အကြားကတော့ share ပဲကျွန်တော်တို့စကားပြောတာနဲ့သူ့ရဲ့တထေပြောမလားခေါင်းဆောင်ပေါ့နော်သူ့ကိုထိန်းတဲ့တိုးထိန်းရဲ့အတန်ကိုသူပိုသိတယ်ကျွန်တော်တို့ခေါင်ရင်သူမလာဘူးဒါပေမဲ့သူ့ရဲ့အထိန်းတော်တိုးထိန်းကိုအတန်ကိုကြားတာသူတို့အဲ့ဒီအတန်ရှိရညသူတို့လိုက်တယ်ဒါကြောင့်တိုးဆိုတာကတိုးထိန်းလိုတယ်
ဒီမှာကြည့်မယ်ဆိုလဲတိုးဆိုတာကကြည့်လိုက်မယ်ဆိုရင်တိုးထင်းရဲ့စကားကိုကြားတယ်နားထောင်တယ်ပြီးရင်အဲ့ဒီတိုးထင်းရတယ်တိုးဘယ်လိုခေါ်လဲနာမည်နဲ့ခေါ်တယ်တိုးထင်းကတိုးကိုနာမည်နဲ့ခေါ်တယ်ဒီနေ့သင်ရောသင်မိသားစုသင်ပတ်ဝန်းကျင်တငယ်ချင်းတွေကိုဘာနဲ့ခေါ်လဲနာမည်နဲ့မခေါ်လားအဲ့ဒါဘယ်လိုချိန်ကြရင်ခေါ်လဲအရန်ရင်းနှီးမှခေါ်တာလေနာမည်အလွတ်ရမှာမဟုတ်ဘူးလားနာမည်အလွတ်မရတဲ့ချိန်ဘယ်လိုခေါ်ကြလဲကျွန်တော်လိုဝဝဆိုဟဲ့ဝတ်တော့သူတို့မွတ်စလင်ဆိုရင်မတာမဟုတ်ဘူးလားအဲ့လိုခေါ်ခံရရင်ဒါမှမဟုတ်ဟဲ့လောရှည်ရှည်တဲ့ကောင်ကြတော့လောရှည်ပူတဲ့ကောင်ကြတော့ဟဲ့ဂျပူတတူးရှည်လူကြဟဲ့တတူးကောင်နာမည်နဲ့ခေါ်လားခေါ်ဘူးဒါပေမဲ့ဖယားတခင်ကျွန်တော်တို့ဘာနဲ့ခေါ်လဲအာမင်ထိုနမလက်ကိုတီးပြီးချီးမွမ်းရအောင်အာမင်ဒီနေ့ဖယားကတင်းရဲ့နာမည်ကိုတီးတဲ့ဖယားဖြစ်တယ်တင်းရဲ့အယက်ပူတာအယက်ရှည်တာဝါတာပိန်တာကိုစိတ်ဝင်စားဘူးတင်းရဲ့နှလုံးသားကိုစိတ်ဝင်စားတဲ့ဖယားဖြစ်တယ် so next slide ကြည့်အောင်နောက်တဲ့ slide မှာ PowerPoint လေးတစ်ချက်သွားပေးပါဟုတ်ပြီအဲ့မှာမေးခွန်းလာပြီ many people ask quietly in their heart လူတော်များများကမေးတတ်ကြတယ်ဘာမေးလဲဆိုတော့ am I really matter ငါတကယ်ပဲဖယားအတွက်အရေးပါတော့သူဖြစ်ရလားတဲ့ does God see me ဖယားငါ့ကိုမြင်ရလား am I important to him ငါဖယားအတွက်အရေးပါတော့ပုဂ္ဂိုလ်ဖြစ်ရလားဘယ်လိုအချိန်မှာကျွန်တော်အဲ့ဒီမေးခွန်းမေးတတ်လဲသိလားစိတ်တက်ကြတဲ့အချိန်ဝမ်းနည်းတဲ့အချိန်ပူဆွေးတဲ့အချိန်တောကရောက်နေတဲ့အချိန်ခက်ခဲတဲ့အချိန်ကျေးဇူးတော်ပဲအစင်မပြေတဲ့အဲ့လိုဒုက္ခရောက်တဲ့အချိန်မှာဖယားကိုတန်းတာဖယားကောင်းချီးပေးပါစေဒါပေမဲ့အစင်ပြေနေတဲ့အချိန်လဲတန်းတာနိုင်ဖို့ဖယားကောင်းချီးပေးပါစေအစင်မပြေတဲ့အချိန်မှာဖယားတန်းတာကောင်းတယ်ဒါပေမဲ့ပိုကောင်းတာကအစင်ပြေနေတဲ့အခါမှာလဲတန်းတာရမယ်ကျွန်တော်တို့မဟုတ်ဘူးဖယားကိုအစင်ပြေမှဒုက္ခရောက်မှဖယားတာတဲ့ဒုက္ခမရောက်ရင်မရတာရီစားဘဝမှာအစင်ပြေနေလိုက်ကြလေအပွားနဲ့ပြီးနေလိုက်ကြတာအသေးလဲကိုရောကိုရောဖျားဘာဖြစ်တာလဲတုတ်ပါဆိုပြီးအော်တဲ့ဖွဲ့တတ်ကိုရှိတယ်အော်ရာကျေးဇူးတင်တယ်ဒါပေမဲ့အဲ့ဒီလိုမအော်ရအောင်တင်ဖျားကိုအမြဲတမ်းတတ်ဖို့အရေးကြီးတယ်အာမင်ကျွန်တော်တို့ကဖျားကိုဒုက္ခရောက်မှတတ်နေသွားပြီလေအဲ့ဒီမေကွန်း၃ခုရဲ့အဖြေကိုကျွန်တော်ပြောပြမယ် next slide ကိုသွားပေးပါ yes you matter to God တင်ဖျားတော့အထူးအရေးပါတယ်ကျွန်တော်တို့ကဖယားအတွက်အထူးပုဂ္ဂိုလ်ဖြစ်တယ်ရိုးရိုးတောင်မဟုတ်ပါလေ VIP ဘေးနာလူပြောင်းသင်ဟာဖယားအတွက် VIP ဖြစ်တယ်နော်အာမင်ကျွန်တော်တို့ကဖယားအတွက် VIP ဖြစ်တယ်ကျွန်တော်တို့ကအဲ့ဒါသိဖို့အရန်ရေးကြီးတယ် very important person အရန်ကိုအရေးပါတော့ပုဂ္ဂိုလ်ဖြစ်တယ်ကျွန်တော်တို့သိတာကလေလူဘဝမှာနေတဲ့အခါမှာကျွန်တော်တို့ VIP လို့ပြောရင်လေဂုဏ်ပမာဏရှိတဲ့လူတွေနာမည်ကျော်ကြားတဲ့လူတွေအရေးချင်းရှိတဲ့လူတွေတိတ်ခါရှိတဲ့လူတွေလို့ပဲထင်တတ်တယ်အဲ့ဒါလုံးဝတော့ဟုတ်ကောင်းဟုတ်လိမ့်မယ်ဒါပေမဲ့ဖယားအတွက်ကလုံးဝမားတယ်ဖယားလိုချင်တဲ့လူကသူ့ကိုစိတ်နှလုံးကျွေးမဲ့ရှာတဲ့လူသူ့ကိုအမြဲတမ်းတန်းတာတဲ့လူသူခေါ်တန်းကိုကြားတော့သူကိုပဲသူကအမြဲတမ်းသူ့အတွက်အရေးပါတော့သူလို့ထားတယ်ဟာလေလုယာနာမတော်ဘုန်းကြီးပါစေဒါကြောင့်နံပါတ်1အချက်မှာကျွန်တော်ဗာပြောချင်လဲဆိုတော့ next slide ကိုသွားရအောင် God knows you personally ဖယားကတင့်ကိုကိုရေးကိုသာသိတယ်တင်းရဲ့အရာအလုံးကိုသိတဲ့ဖယားဖြစ်တယ်တင်းမပြောခင်ကလေးကပင်တင်းရဲ့အရာကိုသိတဲ့ဖယားဖြစ်တယ်ခုနကျွန်တော်ပြောတဲ့အတိုင်းပဲယောဟန်10:3မှာသူဒီတဲ့မိမိတိုးတို့ကိုနာမင်ပြည့်ခေါ်ပြည့်ပြင်တို့ထုတ်ဆောင်တတ်၏တဲ့ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်လည်း discrimination ကြုံဘူးတယ်ကျွန်တော်လည်းခွဲခြားခံဘူးတာပဲအားလုံးကြောင်းတက်ပူကြတဲ့လူတွေကြီးပဲပို့ဆိုးတာကျွန်တော်တို့ချင်းလူမျိုးတွေကနာမင်ကြီးတွေကဗမာဆရာမတွေကမခေါ်တတ်ဘူးလေကျွန်တော်ဆိုမုန်ရှန်ထောင်နဲ့နာမင်ပေးထားတာလေအခုထိကျွန်တော်နာမည်ဂျောရှွာဆိုရင်အားလုံးခေါ်တတ်တဲ့ချင်းလူမျိုးဒါပေမဲ့ကျွန်တော်ဘန်သွားလိုက်ကျွန်တော်ကိုဂျောရှွာမခေါ်တတ်ဘူးဦးဂျောဂျာဂျူချဲဆိုပြီးမှဒုက္ခတွေတိုင်ပတ်နေတာအကကြကျွန်တော်ကိုကျွန်တော်အရာခံစားရတယ်ငါနာမည်တော့ခေါ်မဖတ်တတ်ဘူးလားလို့အခုနာမည်ကဟိုမြန်မာနာမည်မဟုတ်တာတဲ့အဲ့ဒါအင်္ဂလိပ်နာမည်နင်တို့မဖတ်တတ်ဘူးလားလို့ကျွန်တော်ပြန်ရန်ရှာတယ်ကိုနာမည်ကိုမသိစိတ်မဆိုးလားဆိုးတာဘောဆိုးလို့ဒါကြောင့်လေဆရာမတွေလည်းပြောလဲစားပွဲစီရင်နာမည်ကိုရေးပါတဲ့နာမည်မရေးရင်ဘယ်လိုရေးလဲလို့ပြောလဲ
မောင်ခွေမကြောင်အဲ့လိုပြောတယ်နော်တကယ်ကျွန်တော်တို့ကလေစာပွဲဆိုရင်အရန်ကို excited ဖြစ်တာတလားအရန်ကိုတက်ကြွတာနာမည်ရေးဖို့ကိုမေ့နေတာကဲဘယ်လိုလုပ်မလဲဒါပေမဲ့ကျွန်တော်ပြောမယ်တင်းစာရွက်စာတမ်းမှာနာမည်ရေးဖို့မေ့နေပြီမဲ့တင်းကိုမမေ့တဲ့ဖျားရှိတယ်ဆိုတော့မမေ့နဲ့ထိုနမောက်လက်ခုပ်တီးပြီးချီးမွမ်းရအောင်အာမင်ဟေဘရဲ73:5မှာပြောတော့လေငါဒီတင်းကိုမစွန့်တင်းကိုပြည့်၍မထား I will never leave you nor forsake you အရန်ကိုမိုက်တယ်ကွာအဲ့စကားဖခင်ကျွန်တော်ဂတိပေးပြီးတာလေငါမစွန့်ဘူးဒါဆိုစွန့်တာဘာလို့လဲကျွန်တော်တို့မရှိတာထက်မတိတာကအဲ့စကားတော့အရန်တီးကြတယ်အခုကမရှိဘူးမတိဘူးအကုန်လုံးတီးလားတီးဘူးထိန်မထိန်လားအဲ့ဒါနဲ့အမလောရှိလားမရှိဘူးတီးလားမတိဘူးဒါမဲ့ကျွန်တော်ပြောမယ်အဲ့ဒီလောကအရာတွေတင်တီးစရာမလိုတင်တီးဖို့ကယေရှုကြောင့်တင်နေရတယ်အရာအလုံးသူဖြည့်ရှင်းပေးသွားမှာလေဒါကြောင့်အခန်းထဲမှာကျွန်တော်ငငယ်တုန်းကအဲ့ဒီမုံရှမ်းထောင်နာမည်ပေးတဲ့အခါမှာအဲ့ဒီဆီယာမတဲ့ကျွန်တော်နာမည်မပြောတတ်ဘူးမပြောတတ်တော့ကျွန်တော်ဘယ်လိုခေါ်လဲခုနပြောတယ်ဟဲဟိုဝတ်တော့လေးဆိုကျွန်တော်လည်းပေးပတ်ဝန်းကျင်ကြည့်တယ်ကိုထက်ဝါတယ်လူလိုက်ရှာတာဟဲမရှာနဲ့နင့်ကိုပြောနေတာတဲ့အော်ဆမနာမည်ခေါ်လေးဆိုတော့နင့်နာမည်ကချင်းနာမည်လေငါဘယ်လိုခေါ်တတ်မှာလဲဟုတ်တယ်လေမန်တော့လည်းမန်ခေါ်မခေါ်တော့ဒါပေမဲ့ဝတ်တော့လေးကျတော့စင်ပြေမနေဘူးလေကျွန်တော်တို့ဘယ်လိုခံစားရလဲဒါကြောင့်ကျွန်တော်အခုကိုဝတ်တော့လေးမပြောမှန်ကြည့်ပြီးကျွန်တော်အများကြီးပြောတယ်ရှန်ထွက်ပဲတာအာမင်ကျွန်တော်ဆရာဝန်နဲ့အများနဲ့၄လတစ်ခါလောက် check up လုပ်တယ်ကျွန်တော်အများနဲ့ medical check up လုပ်တယ်လုပ်တဲ့ကမှကျွန်တော်ဆရာဝန်ဘာလုပ်ခိုင်းသီးလားအစီကြစေးထိုးတဲ့ဆရာမထိုးဘူးလို့ဖျားပေးထားတဲ့ရှန်ထွက်ကိုကျွန်တော်မဖယ်ဘူးကျွန်တော်ထမင်းစားလို့ရှန်ထွက်တာမဟုတ်ဘူးလေးရှူတော့ရှန်ထွက်နေတာတချို့ကဘလောက်ဆာဆာကိုမဝတဲ့လူကတတ်တတ်ကိုရှိတယ်ကျွန်တော်တို့ကဘလောက်မဆာဆာဝနေတာလေဆိုတော့ဘလို့မှသားလို့မရတဲ့အရာယူဘာသွားလို့မှလဲအဲ့ဒါများခန္ဓာကိုယ်ပတ်စံ360လောက်ကုန်ခံပြီးအစီကြီးသွားထိုးမှလားဒါဆိုရင်အဲ့ဒီအစီထိုးလိုက်လို့ကျွန်တော်ဘလောက်ဆာဆာမဝအောင်ဆိုကျွန်တော်ထိုးမယ်လေမဟုတ်ဘူး तू ကစားရင်ပြန်ဝမယ်ဆိုတော့ဘာထူးမှလဲစွန်ပမိုက်လေအဲ့ဒါထက်ဖျားเจ้าမှာအလူငွေသွားထဲမှာပေါ့အဲ့360အိမ်မဲနိုင်တော့ဖျားကောင်းကြီးပေးပါစေဘာကြောင့်ငါအဲ့ဒါသွားသုံးမှလဲဟောဆရာဝင်ရပါကျွန်တော်အစီကြဖို့ပြောကိုတော့ပေးထားတဲ့ရှန်ထွန်းခုနကိုတော့စီရင်ထားတော့ဆိုရကိုတော့ပေးထားတော့မှုများထဲမှာဒီကောင်းကြီးမင်းကအကောင်းဆုံးပဲအကောင်းဆုံးကျွန်တော်ပြန်ဝင်ခံတယ်မဟုတ်ရင်ခုနပြောတဲ့ဝတ်တော့ဆိုရင်မှဟဲ့မော်သားဆိုရင်မှကိုစိတ်တက်ကြနေတာဒါပေမဲ့ဖះကစိတ်တက်မကြခိုင်းဘူးအဲ့ဒါရှန်ထွက်ပဲတချို့မင်းကလေးတွေဟုတ်တယ်ဟို original ပေးတဲ့အရာကိုမလှဘူးဆိုပြီးမှကိုဖွန်ကြက်တဲ့လူတွေရှိတယ်ကျွန်တော်ပြောမယ်ဖះဖန်ဆင်းထားတာကအရန်လှတယ်လေလူကိုဖန်ဆင်းတော့ဘယ်လိုပြောလဲအလွန်ကောင်းတယ်အလွန်လှတယ်ကျွန်တော်တို့ကမန်ထဲမှာ make up တွေsorry မန်ထဲမှာကိုမျက်နှာကိုကြည့်တယ်မလှတော့ဘာလုပ်လဲ make up လိမ့်တယ် make up လိမ့်တာအပြစ်မဟုတ်ဘူးကျွန်တော်တငယ်ချင်းတယောက် make up လိမ့်တယ်2နာရီလောက်ကြာတယ်ထွက်လာတော့ကျွန်တော်မှစီခါလို့ပြစ်သွားတရေကြီးလားအလွန်လိမ့်လည်းမကောင်းပြန်ဘူးဖះပေးတဲ့တဘာဝအတိုင်းလေးပဲကျွန်တော်နေဖို့ရည်ကြီးတယ်ဘာကြောင့်ဖះကတင့်ကိုသိတယ်လေတင်ဘာအားနဲ့ချက်ရှိလဲ तू သိတယ်တင်မှာဘာခံစားနေလဲ तू သိတယ်ဘာကြောင့်ဟေရှာ53မှာ next slide ကိုကြည့်မယ်ဆိုရင်ဖះဘာပြောထားလဲဆိုတော့ slide လေးတစ်ချက်သွားပေးပါ next အဲ့မှာကျမ်းစာမှာရေးတယ်အိုယာကိုအမျိုးတဲ့ဣသရေလအနွယ်တင့်ကိုဖန်ဆင်းပြုပြင်တော်မူသောထာဝရဘုရားမိန်တော်မူဒီကမစိုးရိမ်နဲ့တင့်ကိုငါရွေးနှုတ်ပြီးငါနာမဖြစ်မဲ့ပြီးတင့်ကိုငါဆိုင်နေတယ်အင်္ဂလိပ်လိုဆိုအရန်ကြိုက်တယ် I have called you by name and you are mine မင်းကိုငါနာမည်နဲ့ခေါ်တယ်မင်းဟာငါပိုင်တော်သူဖြစ်တယ်တဲ့ဘယ်နှလူပြောတင့်ကိုဖျားပိုင်နေနော်အာမင်နည်းနည်းလေးကျွန်တော်ဘက်ထရီကုန်သွားလားမသိဘူးတန်းတူတယ်အာစာပါစာပြောစမ်းပါခုနနော်တပါပတိပြောလို့စားဖို့မှာပဲအာစာပါစာစားဖို့မဟုတ်ဘူးဝင်ခံတဲ့ခါမှာအာစာပါစာဝင်ခံဖို့ဖြစ်တယ်အာရပါရပြောတာနော်ကျွန်တော်အတန်ပြီးပါတယ်မပြီးအောင်တမင်ပြောတာချင်းလို့ဆိုရင်တော့ပြီးဖို့တော့ကြိုးစားရတာပေါ့ဆိုတော့ကျွန်တော်တို့ကအမြဲတမ်းသိတာကဖျားကကျွန်တော်တို့နဲ့မဆိုင်ဘူးလို့ထင်တတ်ကြတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဖျားနဲ့မဆိုင်ဘူးလို့ထင်တတ်တယ်မဟုတ်ဘူးအဲ့ဒါမားနေတယ်ကျွန်တော်တို့ဖျားနဲ့အလွတ်လွန်ကိုဆိုင်တာဖြစ်တယ်မြဲတမ်းကျွန်တော်တို့ဥပဒေတစ်ခုထွက်လာစေတက်ဆိုင်တော်သူရှိတယ်များလို့ရေးတဲ့အခါမှာတက်ဆိုင်တော်သူဆိုစဉ်းစားကြည့်ဘယ်လိုတက်ဆိုင်လဲနိုင်ငံသူနိုင်ငံသားတိုင်းတက်ဆိုင်တယ်လေကျွန်တော်မင်္ဂလာဆောင်တဲ့အခါမှာအမြဲတမ်းပြောနေကြစကားခုရှိတယ်လင်မယားနှစ်ယောက်ကမင်းကငါပိုင်တယ်ငါ့ကိုလည်းမင်းပိုင်တယ်ဒါကြောင့်မိနေတာတစ်ခုကဘာလဲဆိုတော့ဖခင်ကျွန်တော်တို့နှစ်ယောက်စလုံးပိုင်တယ်ဆိုတာမိနေတာ
ကျွန်တော်စိတ်ထဲမှာအမြဲတမ်းအိမ်ထောင်တဲ့ဆိုရင်ငါ့မိမပိုင်မိသားအေးစေးပဲငါပဲယောက်ျားလဲငါ့မိမငါယောက်ျားပိုင်မိသားတဲ့အဲ့ဒါနဲ့ပြီးနေတာပြဿနာဖြစ်လာလို့ရှိရင်လေဘယ်သူမှမပိုင်တော့ဘူးအဲ့မှာဖះပါမေ့တော့အဲ့ဒီမှာဘယ်သူပိုင်လဲဆိုတော့အိုးပလုံခွက်တည်းကပိုင်တာတင်းကိုဖုံပြလိုက်အဲ့အိုးပလုံခွက်နဲ့တင်းနေရအောင်လာအောင်မှာဘာကြောင့်လဲဆိုတော့ဖះပိုင်နေဆိုတဲ့အရာကိုကျွန်တော်မဝင်ခံအောင်တချင်းရှိတယ်လေဖះပိုင်တော့ဖះသားများရှင်မစွာကရွေးနှုတ်ခံသူများတဲ့ကျွန်တော်တို့အခုကျတော့ဖះပိုင်တော့ဖះသားများမဟုတ်တော့ဘယ်ရောက်သွားမှမသိအဲ့လူတွေဒါပေမဲ့ဒီနေ့ကျမ်းစာပြောထားတယ်တင့်ကိုငါဆိုင်တယ်တဲ့ဟာလေလုယာဘာကြောင့်လဲဆိုတော့ဖះသခင်ကကျွန်တော်တို့ကိုပြတ်တော်သူတွေလာရှာတာဖြစ်တယ်နိုင်တော်ဖះကောင်းကြီးပေးပါစေနမနဲ့ချက်ကိုတော့ရောက် next slide okay God seek you when you are lost တင်လန်းပြောင်းနေတဲ့အခါမှာဖះကတင့်ကိုရှာတယ် amen ကျွန်တော်တို့တခါတည်းကြရင်ရှေ့တိုးမရနောက်ဆုတ်လို့မရတဲ့အခြေအနေရှိတယ်ဘယ်သူလဲတော့မသိဘူးကိုယ့်ကိုသိဖို့ဖះကောင်းကြီးပေးပါစေကျွန်တော်လည်းတခါတည်းကြရင်ရှေ့တိုးမရနောက်ဆုတ်မရအဖွဲတွေရှိတတ်တယ်လေတငယ်ချင်းတယောက်ရှိတယ်တော့ဗာပြောဘူးလဲဆိုတော့အစတော့ဟာတဲ့ငါအိမ်ထောင်ပြူတာနောင်တရတယ်ဒါပေမဲ့ဖះအကောင်းဆုံးပေးတာတဲ့ငါလူပြိုတော့ငါတဲ့အခုငါဇနီးကိုပေါ့အကြီးကျယ်ငါချစ်ပြီးငါလိုက်တာသူလည်းငါ့ကိုလုံးအဖေမပေးဘူးတစ်နှစ်ကျော်ပြီတဲ့နောက်ဆုံးကျတော့ငါလက်လျှော့မယ်လို့တာကြိုက်တဲ့ကောင်မလေးတယောက်တွေ့တယ်တခြားတယောက်ထပ်တွေ့သွားတယ်ပေါ့ဒါပေမဲ့တစ်ဖက်ကလည်းငါပါစကကြုံပြီးပြီငါကပါရှေ့တိုးမရနောက်ဆုံးမရတဲ့ဒါနဲ့အဲ့ဒီခါမှာမှငါဖះလက်တော်ထဲအနံလိုက်တဲ့ခါမှာငါချစ်တဲ့ငါရဲ့အခုဇနီးကငါ့ကိုအပြေပေးတယ်တဲ့ခါတည်းကျရှေ့တိုးမရနောက်ဆုံးမရတဲ့ခါမှာဘာလို့မသိဘူးကျွန်တော်တို့ရှောင်ထွက်သွားခြင်းတဲ့အချိန်တွေရှိမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဆူတောင်းစကပ်ဖို့ပဲရည်ကြီးတယ်အာမင်ဒါကြောင့်ကြည့်ရအောင်နောက်ထပ်ကျမ်းစာကို next slide ရှေလုကာအခန်းကြီး15အပိုင်ငယ်4မှာတွေ့ရလားမသိဘူးနည်းနည်းဖောင်းသေးတယ်ဟုတ်ပြီသူတို့ကဖတ်ရအောင်1နဲ့3တိုးတကောင်ပျောက်လင်မရှာနေမီတော့တွေ့ပြီးလေဝမ်းမြောက်သောစိတ်နဲ့ထိုနည်းသူဖြောင်းမှာမရှိ69ယောက်တို့နာကောင်းကင်သားတို့သည်ဝမ်းမြောက်ခြင်းရှိသည်ထက်နောင်တရသောလူဆိုးတယောက်၌သာ၍ဝမ်းမြောက်ခြင်းရှိကြသည်ဟုငါဆို၏ဖတော်ကျမ်းမှာရောက်ဆက်ဖျားကောင်းကြီးပေးပါစေဒါတော့ကျမ်းစာဘာပြောလဲဆိုတော့တထေးတယောက်မှာတိုးအကောင်တရားရှိတယ်အဲ့ဒီအကောင်တရားမှာတကောင်ပျောက်သွားတယ်69ကောင်ရှိတယ်ကျွန်တော်တို့ဒါအဲ့ဒီတိုးတထေးနေရာခဏဝင်ကြည့်လိုက်တင့်မှာတိုးအကောင်တရားရှိတယ်တကောင်ပျောက်သွားတယ်69ကောင်ရှင်တင်ပါလို့မလဲစဉ်းစားထားနော်စဉ်းစားနေအေးဟိုတကောင်ရှာဖို့လိုက်မလားဒီ69ကောင်နဲ့ပျော်မွေ့မလားကျွန်တော်တို့စိတ်ပျော်မွေ့နေမိမှာနော်ထားလိုက်ပါဖမော်ကေခတ်ဘက်ထားလိုက်ပါတကောင်လေးပဲဒါပေမဲ့ဖယားကဘာပြောလဲအဲ့ဒီတကောင်လဲတန်ဖိုးရှိတယ်တဲ့ဒါကြောင့်သူ69ကောင်ဘာလုပ်လဲထားခဲ့တယ်ပြီးတော့အဲ့တကောင်သွားရှာတယ်အဲ့ဒီ69ကောင်ထဲမှာတင်ပါတယ်ဆိုရင်ရင့်ကျက်တော်သူဖြစ်တယ်ဒါပေမဲ့တချို့တော့အဲ့ဒီလူတွေက69ကောင်ထဲမှာပါတော်ညာလဲမရင့်ကျက်တဲ့လူတွေရှိတယ်ဘယ်လိုလူတွေလဲသိလားငါတို့ကိုကြတော့ထားခဲ့ပြီးဟိုပျောက်တဲ့လိမ်မမာတဲ့တကောင်ကြသွားရှာတယ်အဲ့ဒါဆရာတွေပေါ်မှာအမြဲတမ်းလာတဲ့စကားကျွန်တော်တို့အမြဲတမ်းပျောက်တော်သူတွေကိုလိုက်ရှာတဲ့အခါမှာအိမ်မှာကြံခဲ့တဲ့မိသားစုတွေအမြဲတမ်းပြောလဲဆိုငါတို့ကြတော့အချိန်မပေးဘူးဘေးတင်းသူတင်နိုင်ကြအရန်ချိန်ပေးတယ်ကျွန်တော်အဖေကအမြဲတမ်းပြောဘူးတယ်ဖေဟောက်လည်းချိန်ပေးလို့မိသားစုလည်းချိန်ပေးရမယ်လို့ပြောတဲ့အခါမှာဖေအဖေကပြောတယ်နံပါတ်1ဖေဟာပဲတဲ့မိသားစုထက်လည်းငါဖေဟာပဲတဲ့တော့ရွေးချယ်တာကျွန်တော်မျိုးတမဲကျွန်တော်ပြောတယ်ဖေဟာကနံပါတ်1ဖြစ်ရမယ်ဘာလို့ငါတို့ကအမှုတော်ဆောင်နေဆိုတာဖေဟာရဲ့အမှုကိုဆောင်တာကျွန်တော်တို့သိတာကအမှုတော်ဆောင်တင်းရုပ်ဆရာတွေဆရာမတွေပဲအမှုတော်ဆောင်ရမယ်ထင်တာမဟုတ်ဘူးယုံကြည်သူတိုင်းကအမှုကိုဆောင်တော်သူဖြစ်ရမယ်အာမင်ဆရာတာဝန်ဆရာမတာဝန်ခေါင်းဆောင်တဲ့တာဝန်မဟုတ်ဘူးလူတိုင်းမှာတာဝန်ရှိတယ်ပျောက်တော်သူကိုရှာဖို့
နားလည်းတော့ဖျားကောင်းကြည့်ပေးပါစေတင်းရဲ့ကဲတဲ့ချင်းတဲ့င်းကောင်းတစ်ခုပြောလိုက်တာကလူတစ်ပါးတယောက်ရဲ့အတ္တတာကိုပြောင်းလဲစေနိုင်တယ်နော်တင်းယေရှုခရစ်တော်ဘလို့ရသွားလဲမရခင်အတ္တတာတင်းဝင်ကားကြည့်တတ်သိခံကြည့်ဘေးနာကလူကတင်းအတ္တတာနဲ့လွမ်းမိုးတယ်ဒါပေမဲ့တင်းအတ္တတာကပုံတက်တယ်မပြနိုင်ရင်တော့အော်ခရစ်ယာန်ကလည်းဒါပဲလားယုံကြည်သူကလည်းဒါပဲလားပဲသူလားမှာကျွန်တော်တို့ကပုံတက်တယ်ပြနိုင်ရမယ်ကိုကိုယ်တိုင်သူများတော့ကောင်းတာဟောတယ်ပြီးကိုကိုယ်တိုင်မရှောင်နိုင်စင်မပြေဘူးလေကိုကဆလိုက်တောက်နေပြီသူများဆလိုက်မတောက်နေပြောလို့မရဘူးကိုကအရက်တောက်နေပြီသူများအရက်မတောက်နေပြောလို့မရဘူးကိုကောင်းတာလုပ်ပြီးမှသူများကိုကောင်းတာပြောရတယ်ဒါကြောင့်တိုးထင်းကဘာလုပ်လဲဆိုတော့တိုး69ကောင်ကိုသူထားခဲ့တာကမချစ်လို့မဟုတ်ဘူးကျွန်တော်အဖေကျွန်တော်တို့ကိုထားခဲ့တာမချစ်လို့မဟုတ်ဘူးဘာကြောင့်လဲစိတ်ချလို့စိတ်မချတဲ့တကောင်သွားရှာလာဒီနေ့တကယ်လို့ဆရာဆရာမတဲ့တင်းကိုခဏထားခဲ့ပြီးသူတို့ပျောက်တော့သူသွားရှာရဲဆိုတင်းကိုမချစ်လို့မဟုတ်ဘူးမုန်းနေလို့မဟုတ်ဘူးတင်းကိုစိတ်ချလို့ပါနိုင်နေမပြကောင်းကြည့်ပေးပါစေဒါကြောင့်အဲ့ဒီတကောင်အတွက်နဲ့သူကစ조사ရုံးကမိသွားရှာတယ်ဆိုကြပါစို့မိဘတွေဒီမှာကလေး9ယောက်ရှိတဲ့မိဘရှိလားမသိဘူးမရှိဘူးเนาะဂျေဇုတော်ပဲရွာမှာဆိုရင်9ယောက်မပြောနဲ့17ယောက်တောင်ရှိတဲ့အဖွဲ့တွေရှိတယ်ဘောလုံးတသင်းစာကျွန်တော်ထိုင်းမှာတင်နဲ့သွားတက်တဲ့အခါမှာမိုးကုတ်ကလီဆူဆရာကြီးတယောက်ရှိတယ်အသက်85နှစ်သူဘလို့တက်သေးခံလဲသူကိုမိတ်ဆက်လဲဆိုကျွန်တော်ကမိုးကုတ်ကလာတာပါအဲ့မှာအမှုတော်ဆောင်နေတယ်ကျွန်တော်မှာသားသမီး17ယောက်ရှိတယ်တဲ့အားလုံးဟာဖြစ်သွားမြေ60ရှိတယ်တဲ့ဟိုးဖြစ်သွားဘလုံးတသင်းစာနော်ဘလုံးတသင်းစာရသွားပြီအခုကမြေ60ဆိုဘလုံး3သင်းစာလောက်ရတယ်ဆိုတော့အဲ့ဒီလို17ယောက်ကိုသူပြုစုပြိုးထောင်ဖို့ကလွယ်မယ်ထင်လားမလွယ်ဘူးတကယ်လို့များအဲ့ဒီ17ယောက်မှာတယောက်ပျောက်သွားရင် तू ကအဲ့ဒီအဖေဖြစ်တဲ့ तू ကငါ10ယောက်စင်ပြေသေးတယ်လို့ပြောလားမပြောဘူးအဲ့ဒီပျောက်သွားတဲ့တယောက်ဘာလုပ်လဲရှာတယ်ကျွန်တော်သမီးတွေ shopping mall မှာပျောက်ဘူးတယ်ဒီမှာပျောက်ဘူးကြလားမသိဘူးအဲ့ဒီလွန်ခဲ့တဲ့နှစ်ကထင်တယ် US ကအမျိုးတွေရောက်လာတဲ့အခါမှာကျွန်တော်လိုက်ပို့ပေးတယ်ဂျလန်သွားလောက်ကြတယ်အဲ့ရှောက်သွားတဲ့အခါမှာအဲ့ဒါနဲ့ Junction Square ကြားဘူးကြလားတော့မသိဘူး Junction Square ကိုရောက်သွားတယ်ဒီမှာဆိုရင်တော့ Desco လို့ပါလို့ပေါ့နော် Desco ဆိုရင်တော့ကျွန်တော် Junction Square တကြီးသေးတယ်အဲ့ Junction Square ကနည်းနည်းသေးသေးတယ်အဲ့ Junction Square သွားတဲ့အခါမှာသူတို့ကလေးတွေက6ယောက်တည်းဖြစ်တဲ့အခါကျတော့သူတို့ဟိုကကလေးတွေနဲ့ပေါင်းလိုက်တော့ကျွန်တော်သမီးတွေနဲ့ဆို2ယောက်ဆိုတော့6ယောက်ဖြစ်သွားတယ်သူတို့လက်သွဲချတာအရှိကနေသွားနေကျွန်တော်တို့ကလူကြီးတွေလည်းအနောက်ကနေလက်သွဲပြီးသွားတာပေါ့ကလေး6ယောက်လက်သွဲဆိုငါတို့ခုမှခွင့်ရရတယ်ဆိုလက်သွဲပြီးသွားကြတာဘလို့ပြလို့ပြမဲမသိဘူးအဲ့ဒီကလေးတွေကကိုရှိကပျောက်သွားတာအော်တော်စိတ်ပူလိုက်ရတာတိလားလိုက်ရှာတယ်အပေါ်ရှာတယ်မတွေ့3လွာဆိုတော့အပေါ်ရှာလိုက်အောက်ရှာလိုက်ဟိုမြေဟို underground ရှာလိုက်တိုင်ပတ်နေတာချွေးရထွက်နေပြီနောက်ဆုံးကျွန်တော်စဉ်းစားအယုတ်ဆိုင်တွေပဲသွားရှာအောင်မယ်အယုတ်ဆိုင်နဲ့3ဆိုင်ဆို3နေရာလောက်ရှိတယ်နှစ်ဆိုင်ရှာပြီးမတွေ့နောက်ဆုံးတစ်ဆိုင်ရှာလို့မတွေ့ကျွန်တော်ရဲကိုအကြောင်းကြားရတော့မယ်ဒါပေမဲ့မြန်မာပြည်ရဲကသိတဲ့အတိုင်းပဲဟိုချက်ချင်းတော့ရောက်မလာရောက်လာတယ်နည်းနည်းကြာတော့ကျွန်တော်ကိုရှာဖို့ပဲအရင်စဉ်းစားတဲ့အခါမှာဆူတောင်းတယ်ကိုတော့ဒီကလေးတွေကိုလက်ထဲအနံ့တယ်တားတော့လဲရှာနေပြီပေါ်စာမှုကြောင့်ကိုပဲအပြစ်တင်ပြီးဖះကိုကျွန်တော်နောင်တပြန်တောင်းပန်ရတယ်အဲ့ဒီအခါမှာနောက်ဆုံးကျွန်တော်တို့လင်မယားပဲပေါ့တခြားကျွန်တော်တို့မိဘတွေအားလုံးကျွန်တော်ဦးလေးတွေကလည်းခွဲပြီးတော့ပေါ့နော်သူတို့လည်းဟိုဘက်သွားရှာတယ်အဲ့နဲ့ကျွန်တော်အောက်ကိုပြန်ဆင်းတယ်တောင်းဆုံးကဆိုင်သွားတော့အဲ့ကလေး6ပါလုံနေလဲဒီလားလက်ကြီးတွဲပြီးအဲ့မှာရှိတဲ့အယုတ်ကျုပ်ပြပြဒီလေးကြည့်နေကြသူတို့ကတော့ဘာမှစိတ်မပူဘူးဒါပေမဲ့စိတ်ပူနေတာဘာလို့လဲအဖေတွေကစိတ်ပူတယ်သူတို့ကိုသူတို့ပျောက်မှန်းသိလားမသိဘူးဒါဆိုကျွန်တော်တို့ကဘာနဲ့တွေ့ဆိုကလေးသူငယ်လိုပဲကိုပျောက်နေမှန်းတော့မသိဘူးဒါပေမဲ့ကိုပျောက်နေတာသိတာဘာလို့လဲဖယားတင်ဖယားရဲ့မျက်မှောက်တော်ကထွက်သွားတာနဲ့အဲ့ဒါတင်ပျောက်သွားတာပဲကျန်းစာမဖက်ဆုမတောင်းတာနဲ့အဲ့ဒါဖယားမျက်မှောက်တော်ထွက်တာနဲ့တင်ပျောက်သွားပြီခုနကျွန်တော်တဘာပတိစကားမှားတော့ပြီကျွန်တော်အရန်ကြိုက်တယ်တလားတစ်ခါမဟုတ်တစ်ပတ်တစ်ခါတဲ့တရားမအာမင်မဖြစ်နိုင်ဘူးအာမင်အာမင်လည်းမဖြစ်နိုင်ဆုတောင်းတာကိုအာမင်မဖြစ်နိုင်ကြအောင်တစ်ပတ်တစ်ခါဆုတောင်းတာဒါတောင်တစ်ပတ်တစ်ခါတော့မလေးပြောရတာရှက်လိုက်တာတရက်ကိုတစ်ခါလောက်တော့တောင်းတင်ပါတယ်ဒုက္ခရောက်မှတောင်းဖို့မဟုတ်ဘူးနော်ကျွန်တော်ကတည်းကဒုက္ခရောက်မှဖះကိုတားတက်ကြတယ်ဒါကြောင့်မိဘတွေဆိုတာကငါမှကလေး9ယောက်မှတယောက်ပျောက်သွားလဲ4ယောက်ကရှိသေးတယ်လို့မပြောဘူးလိုက်ရှာတယ်လို့ပဲဒီနေ့တင်တယောက်လုံးပျောက်သွားရင်ဖះတင်ကိုလိုက်ရှာတယ်ပျောက်တော့သားလေးကအေးရထွက်သွားတယ်
အဲ့ဒီအချိန်မှာသူ့အဖေကအဲ့ဒီထွက်တဲ့နေရာစပြီးအိမ်ရှင်နဲ့လမ်းကြည့်တယ်ငါသားလေးငါစီဘဲအချိန်ပြန်လာမလဲသူစောင့်မျှော်နေတယ်ကျွန်တော်တို့ဒါကိုအိမ်ကကိုသားမီးစကားနားမထောင်မဲ့လင်းနောက်လိုက်သွားကြည့်နဲတော့နဲတည်းဖြစ်ချင်တာဖြစ်ဆိုပြီးပြောမဲ့လူတွေဖခင်အဲ့လိုပြောလားပြောအမြဲတမ်းသင်ကိုစောင့်နေတယ်ငါသားငါသမီးဘယ်နေပြန်လာမလဲထို့နောက်လက်ခုပ်တီးပြီးချီးမွမ်းရအောင်အာမင် yes နောက်တစ်ခုသွားရအောင် next God values you even when others reject you တခြားသူတွေကသင်ကိုညှင်းပယ်ရင်တော့ဖခင်ကသင်ကိုတန်ဖိုးထားတဲ့ဖခင်ဖြစ်တယ် hallelujah တရားသူများအတွက်တန်ဖိုးမရှိရင်တော့ဖခင်အတွက်အထူးတန်ဖိုးရှိတဲ့လူဖြစ်တယ်တင်းတငယ်ချင်းနဲ့တင်းမိသားစုတွေတင်းရဲ့အလုပ်မှာတင်းဟာဘာမှအတုံးမကြရင်တော့ဖခင်အတွက်တင်းအတုံးဝင်တော်သူဖြစ်တယ်နာမတော်ဘုန်းကြီးပါစေ yes ကြည့်မယ်ရှာမာရိအမျိုးသမီးဆက်တော့ရ next slide ယောဟန်မှာယူရပြည်ကနေထွက်သွားတယ်ဂါလိလဲပြည်ကိုတဖန်ရောက်သွားတယ်ရှာမာရိအပြည်မှာသူရှောက်သွားတယ်အဲ့ဒီအခါမှာယေရှုခရစ်တော်အမှန်တိုင်းပြောတယ်ဆိုရင် तू ကယူရပြည်ကနေဂါလိလဲကိုသွားတယ်အဲ့ဒီသွားတဲ့လမ်းက तू အဲ့ဒီရှာမာရိကိုဝင်စရာအကြောင်းကိုမရှိဘူးဒါပေမဲ့ तू ဝင်တယ်ဘာကြောင့်လဲပျောက်တော့တယောက်ကိုသွားရှာဖို့အဲ့ဒါဘာတူလဲရှာမာရိမျိုးသမီးအဲ့ဒါရေတွင်းနားမှာထိုင်နေတယ်ရေတွင်းနားမှာထိုင်နေတယ်ယေရှုခရစ်တော်ရဲ့တပည့်တော်တွေကဘာသွားလုပ်လဲဆိုတော့မြို့ထဲသွားပြီးအစာသွားရှာတယ်အလုတ်သွားရှာတဲ့အဖွဲ့တွေပေါ့ဒါပေမဲ့ယေရှုကအဲ့မှာထိုင်ပြီးဘာလုပ်လဲ तू တွေ့ရမယ့်တယောက်ထိုင်ဆောင်တယ်အဲ့နနက်ချိန်6နာရီချိန်လို့ပြောတယ်6ချက်ထိုးအချိန်နဲ့6ချက်ထိုးအချိန်ဆိုတဲ့အချိန်ကလေမနက်စောလည်းဖြစ်မယ်ညနောက်ကြလည်းဖြစ်မယ်အဲ့ဒီအချိန်ကဘယ်သူမှအပြင်မထွက်တဲ့အချိန်အဲ့ဒီမှာဘယ်သူမှအပြင်မထွက်တဲ့အချိန်မှာထွက်တဲ့လူတွေကဘယ်လိုလူလဲလူဆိုးတွေလို့ပြောတော့မလားမသိဘူးအငင်းပယ်ခံရတဲ့လူတွေရှက်လို့လေလူကြားတိုးတဲ့မဝင်ရတဲ့လူတွေလူကြားမတိုးတဲ့လူတွေပေါ့အရန်မိုင်းစုံတဲ့အဖွဲတွေရှင်းအောင်ပြောမယ်ဆိုအရန်ရှက်တတ်တဲ့အဖွဲတွေအပြစ်ရှိတဲ့အဖွဲတွေဒါပေမဲ့ကျွန်တော်ပြောလို့မနက်6နိုင်မထားရအောင်မပြောတာမဟုတ်ဘူးနော်ဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒီရှာမာရိအမျိုးသမီးကရေတွင်းမှာဘာလုပ်ဖို့လာလဲဆိုတော့ရေခတ်ဖို့လာတယ်တဲ့ဆိုတော့အဲ့ဒီမှာဘယ်သူနဲ့သွားတွေ့လဲဆိုတော့ယေရှုနဲ့တွေ့တယ်ယေရှုကပြောလဲငါ့ကိုရေတစ်ခွက်ပေးပါတဲ့အဲ့ရှာမာရိမျိုးသမီးကလန့်သွားတယ်ရှာမာရိလူမျိုးဆိုတာကယူဒလူတွေနဲ့လုံးဝပေါင်းဖော်ပိုင်ခွင့်ကိုမရှိဘူးရှာမာရိဆိုတာနည်းနည်းလေးစကားကိုပြောမယ်ဆိုရင်အရင်အောက်ကျတဲ့အဖွဲ့တွေဖြစ်တယ်အဆင့်မရှိတဲ့အဖွဲ့တွေဖြစ်တယ်လုံးဝတန်းတူညီတူအထက်တန်းလွှာနဲ့ထိုင်ခွင့်ကိုမရှိတဲ့လူတွေဖြစ်တယ်ယူဒလူဆိုတာလုံးဝ the highest အမြင့်ဆုံးမှာနေတဲ့လူတွေဖြစ်တယ်ဆိုတော့အဲ့ဒီလိုလူတွေဖြစ်တယ်ပြင်မဲ့ယေရှုခရစ်တော်မခွဲခြားဘူးတန်းတူညီတူဆက်ဆံတယ်ငါ့ရှိတစ်ခွက်ပေးပါရှာမာရိလူအမျိုးသမီးကပြောလဲဆိုတော့ကိုခတ်လို့ရတာပဲကျမကရှင်တို့နဲ့ပေါင်းဖို့ပိုင်ခွင့်မရှိသူညင်းတာပဲမဟုတ်ဘူးမင်းမလင်9ယောက်ရှင်ဘာညာပြောလိုက်တဲ့အခါမှာကျွန်တော်ပုံမျိုးအတူချုပ်လိုက်တော့မယ်အော်ဝါတယ်အဲ့ဒီအမျိုးသမီးဟာသူ့ကိုတရွာလုံးကညင်းပယ်ထားတယ်သူ့ဘယ်သူမှဂယုမဆိုင်ဘူးသူ့အပြက်မဆိုပြီးပြောထားတယ်ဝေဖန်ထားတယ်လေကန်ထားတယ်တင့်ကိုလည်းအဲ့လိုမျိုးသူများတွေပြောကောင်းပြောလိမ့်မယ်တင်ဟာသုံးစားလို့မရဘူးအင်္ဂလိပ်လိုလည်းတတ်လာမှာမဟုတ်ဘူးမြန်မာလိုလည်းကျွမ်းလာမှာမဟုတ်ဘူးအလုပ်လည်းကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူးမိန်းမလည်းရလာမှာမဟုတ်ဘူးလို့တင့်ကိုလူတွေကအနေလိမ့်မယ်ဒါပေမဲ့ဒီနေ့ဖေကတင့်တို့အကောင်းဆုံးကြံစီထားတာဖြစ်တယ်ထိုနာမလက်ခုပ်တီးပြီးချီးမွမ်းရအောင်အာမင်ယူဒလူဖြစ်တဲ့ရှာမာရိအမျိုးသမီးတောက်ဖို့တောင်းတယ်ဘာကြောင့်လဲသူများတွေညင်းပယ်ထားတဲ့လူကိုယေရှုကမညင်းပယ်ဘူးနော်နန်းတော်ဘုရားကောင်းချီးပေးပါစေ rejection didn't mean failure ညင်းပယ်ခံရတယ်ဆိုတာကကြာရှုံးသွားတာဆိုတာမဆိုလို့ဘူးညင်းပယ်တဲ့အရာနဲ့ပြန်သုံးလို့ရတယ်ဒီမီးဖြစ်လာဖို့ကို Thomas Edison တီထွင်ခဲ့တာဖြစ်တယ်Thomas Edison တီထွင်တာစစတီထွင်တာအောင်မြင်လားမအောင်မြင်ဘူးအကျိန်1000လောက်မှအောင်မြင်လာတယ်သူပထမလုပ်တဲ့အရာကိုပယ်လိုက်ရတယ်ညှင်းပယ်လိုက်ရတယ်ဒုတိယလာတဲ့ဟာကိုလည်းဖယ်လိုက်ရတယ်အခါ1000ဖယ်ပြီးမှအောင်မြင်ခြင်းဆိုတဲ့ဒီမီးကိုရလာတာဖြစ်တယ်အခုချိန်မှာကျွန်တော်အေးစိတ်မြင်နိုင်ပြီဖြစ်တယ်ဘာကြောင့်လဲညှင်းပယ်ခံရတဲ့ဆိုတာတင်ကြရှုံးသွားတာမဟုတ်ဘူးတင်ညင်းပယ်ခံရပြီးပြန်မထဘူးပြန်မလုပ်ရင်တော့မှတင်ရှုံးတာဖြစ်တယ်ဒါပေမဲ့တင်ပြန်လုပ်နိုင်တော့ခွန်အားကိုဘုရားပေးမှဖြစ်တယ်ဘာကြောင့်လဲဖိလိပ္ပိ4:3ငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောယေရှုခရစ်တော်အားဖြင့်အရာခတ်သိမ်းကို
ငါသက်ဆွမ်းနိုင်၏တဲ့ I can do all things through Christ who give me strength ခရစ်တော်အားဖြင့်ကျွန်တော်တို့လုံနိုင်တာဖြစ်တဲ့နာမတော်ဘုန်းကြီးပါစေ worship တွေနဲ့ရှိလာရအောင်နောက်ဆုံးအချက်မှာကျွန်တော်အဲ့ဒါနဲ့ဆုံးသက်ချင်တယ် slightly next ပါပြီပါအားလုံးမတည့်ရအောင် slide next သွားပြီပါသွားပါအောင်ဆက်သွားပါအောင်ဟုတ်ပြီဒါဝိတက်တာနဲ့နောက်ဆုံးခွာပေးခြင်းတယ်ရှောလူကိုဣသရေလရှင်ဘုရင်ကနေဖခင်ကဖယ်တဲ့အချိန်မှာရှာမွေလစီဖခင်နှုတ်ကပတ်တော်ရောက်လာတယ်ယေဘရဟိရှာမွေလ prophet ရှာမွေလစီရောက်လာတယ်တွားမင်းစီဖို့ယူပြီးတော့တဲ့ယေရှဲအိမ်ကိုသွားပါယေရှဲထဲကသားတယောက်ကိုတဲ့ငါဗိတ်သိပ်ပေးမယ်တဲ့အဲ့ဒါနဲ့ရှာမွေလ prophet ရှာမွေလသူ့ရဲ့စီဘူးကိုကင်သွားတယ်ယေရှဲရဲ့အိမ်ကိုရောက်သွားပြီယေရှဲကလည်းသူ့ရဲ့သားထောင်ထောင်မောင်းတွေကိုခေါ်လာတယ်တဲ့တောင်ကောင်းကောင်းအရက်ရှိရှိခန့်ချောချောသူ့လိုပေါ့သူ့လိုဒါပေမဲ့ဘုရားပြောတယ်မဟုတ်ဘူးမြင်လိုက်ပြီဒုတိယနောက်တစ်ယောက်ဒီမှာနောက်ထပ်ရုပ်ချောဂျင်ဆော့ထားတဲ့မင်းသားကြီးဂျင်ထရိနာစီရောက်လာပြီဒါပေမဲ့ဘုရားတကယ်မှာပြောလဲ no နောက်တစ်ယောက်အတန်အရန်ကောင်းတယ် powerful ထပ်ရောက်လာတယ်ဒါပေမဲ့ဘုရားထက်ညင်းတယ် no မနောက်ဆုံးထပ်ရောက်လာတယ်ဘုရား noအဲ့ဒီအခါမှာလန့်သွားတယ်ရှာမွေလာကိုရဘာလေ6ရောက်တော့ဒီမှာကိုရရှိမှာဒါနဲ့ဘုရားသူ့စီစကားမလာသေးဘူး prophet ရှာမွေလာရေရှုံမေးတယ်မင်းမနောက်ထပ်သားတွေမရှိတော့ဘူးလားတဲ့တနည်းကနောက်မရနဲ့ရတဲ့သားတွေပဲဖြစ်ပါဖြစ်ပေါ့နော်ဒါဝိရဲ့အဖေအရင်ကိုယ်တိုင်ကဒါဝိကိုဘာဖြစ်လဲမေ့နေတယ်မေ့နေတာနော်ဒီဟေရှာထဲမှာပြောထားတယ်မိဘကမိခင်ကိုယ်တိုင်ကမိမိနှိုးဆိုတဲ့ကလေးသူငယ်ကိုမေ့ရင်တော့မှဘုရားသင်ကိုမမေ့ဘူး yes ဒါဝိကိုသူ့အဖေကမေ့တယ်သူ့မိသားစုကဒါဝိကိုဖယ်ထားတယ်မင်းကဂျပုမင်းကအငယ်ကောင်တွားတော်ထဲမှာအဖေရဲ့တိုးတွေပဲတွားချောင်းတယ်ဒါပေမဲ့မသိတာကဒါဝိနဲ့ဘုရားသူပါရှိတယ်အဲ့ဒီတော်ထဲမှာဒါဝိနဲ့ဘုရားသူပါရှိတဲ့အတွက်ချင်းသိတွေဝင်ပလေလိုင်းနဲ့ဒါဝအေးစေးချနိုင်တယ်ဟာလေလုယာအာမင်အဲ့ဒါဘာကြောင့်လဲဖယားသခင်ဟာသူနဲ့အတူရှိလို့ဖြစ်တယ် yes ဒါကြောင့်နောက်ထပ် verse မှာ next slide ကိုတော့ပေးပါအဲ့မှာပြောလေကိုမိဘတို့ဒီအကျွန်ုပ်ကိုစွန့်တော်လဲသာရဖျားဒီအကျွန်ုပ်ကိုချီယူတော်မူမေဟာလေလုယာကြောင့်တာလာမေနာဂတ်မမူရောဘာကူရောရှိနေတယ်ဒီအချိန်တိုင်းအလုံးပြောင်းမြတ်ဘုရားကိုရဘုတော်ရဲ့ကယူနာတဲ့ကန်စားရပြီဘာလို့ဒီလိုလဲအာမင်ယေရှုတော်ကြောင့်တာလာမေနေနာဂတ်မမူတော်မှာဘူတော်ရှိနေတယ်ကျွန်တော်ခွန်အားပေးခြင်းနဲ့ဒီနေ့ရှိတဲ့နေရာမှာတော့၎င်းအရှိကိုလာချင်လာလို့ရတယ်ဒါမှအရှိကိုမလာချင်လေဒီရှိတဲ့နေရာမှာတင်းရဲ့လက်ကိုတင်းရဲ့အနာရောဂါရှိရင်တင်းရဲ့လက်ကိုထိုအနာရောဂါပေါ်မှာကျွန်တော်တင်ရအောင်တကယ်လို့ခေါင်းကရင်ခေါင်းပေါ်မှာတင်းရဲ့လက်ကိုထားပါနှလုံးသားနဲ့နှလုံးပေါ်မှာတင်းလက်ကိုထားပါအစာရင်အစာရင်ပေါ်မှာတင်းလက်ကိုထားရအောင်မိတ်ဆွေဒီနေ့ဘုရားတင်းကိုချမ်းသာခြင်းပေးမှဖြစ်တယ်တင်းကိုလွတ်မြောက်ခြင်းပေးမှဖြစ်တယ်ဒီချက်ပြန်ကိုယ်ရအောင်အာမင်ခံစားရဒုက္ခတွေသူဖြေရှင်းခဲ့တရားတဲ့ဒီချမ်းပေးအဖို့မေလို့မနေ့အားငယ်နေပြီလားမိတ်ဆွေအားမငယ်ပါနဲ့တင်ပမှာယေရှုရှိတယ်တကယ်လို့တင်ပြန်ဆက်ကချင်တဲ့ရှေ့လာလို့ရပါတယ်ကိုရောရှိနေတယ်
ဇက်ခဲဟာယေရှုနဲ့မတွေ့ခင်မှာသူ့ရဲ့အသက်တာဟာသူများရဲ့ညှင်းပယ်ခြင်းခံရတယ်သူများရဲ့မုန်းတီးခြင်းခံရတယ်သူများရဲ့ရှုံရှာခြင်းခံရတယ်ဒါပေမဲ့ယေရှုနဲ့တွေ့တဲ့အခါမှာယေရှုကသူ့နားကိုရောက်ပြီးဇက်ခဲဆင်းခဲ့ဒီနေ့မင်းအိမ်မှာငါထမင်းစားမယ်မင်းနဲ့အတူငါရှိမယ်ပြောတယ်ဖေဒီနေ့ထိုအကောင်းကြီးမလားတင်တဲ့သူဖေကောင်းကြီးပေးပါစေအာမင်ဒီနေ့ဇက်ခဲရဲ့အိမ်မှာယေရှုလာကြတော့ဒီနေ့တင်းရဲ့မိသားစုတင်းအသက်ထဲမှာယေရှုရောက်လာဖို့ဖေကောင်းကြီးပေးပါစေအာမင်ဟာလေလုယာYes, Mamuroba Kuro Jesu tene Dine chana re nukpa do dai Di tarmi re atata ma kuro Salabi atong piuba Amen Dine turo ha kuro ato atu tambo shi do ture pira to Jesu tene Kuro turo go tambo tha to Jesu tene Amen Taro tumiro tambo tha ni ra to Jesu tene Taro kuro ko ma yue kin kada kuro taro yue kaw da to Jesu tene Amen Dine kuro Taro wa ayin la ra mo kuro ayin la bi taro si ko mai sa da to Jesu tene Taro ko tin ni da to Jesu tene Amen Dine di ma shwe tu tyaw sna kaung chi pe de Ture mi ta su mya ko kaung chi pe de Me pyaung le ti ro tu mya di le kuro de ning kaung cha bi pyaung le do khu mya mi kaung Yesu ma kaung chi pe de Dine ana yoga mya le Yesu na phe sha de Kaung kai sre ya mya tui tu se ya mya si chu phit se ya mya nalong na sa sign phit se ya mya chao ka phit se ya mya te phit se ya Yesu na phe sha ba i Dine kai khe se ya mya Yesu na phe sha ba i Ye ne bi cha ma bi chang we khan ba i Ko ro sra bi di mi di tin no ko atong pyu ba di tin no kaung chi pe de tin yo se ya mya O mu ro saung mya O worship team mya kaung saung mya tyaw sidang kaung chi pe de Tu ro ne atu pa shi ba Di nya ga ne ai no pyan ne ka ma kaung ki mya tat cha pe ba Kwe ka pe na ro mu ba Ta re na king ko le no tha khwin pe na ro mu ba Jesu ro ma ta ba acha do mingla ma shi jaung we khan ba i Amen Tha ra phya de tin ko kaung chi pe yi saung ma ro mu ba se do Tha ra phya de tin nai myat na ro a lin ko lu ye Jesu kyu na pi ro mu ba se do Tha ra phya de tin ko myo ji ye chan da pe ro mu ba se do Amen Tong pa ta su phit ro mu tha do a pha khme ro phya yi chit chin min na la gaw ကျွန်တော်တို့ကိုအလွန်ချစ်ပြီးသူ့ရဲ့တပါးတော်သားတော်သူ့ရဲ့အသက်ကိုမနဲ့ပြောပဲပေးဆက်တော်တပါးတော်သားတော်ရဲ့ချစ်ချင်းမြတ်တာကဲ့တဲ့ယေရှုတော်၎င်းကျွန်တော်နေ့ရက်စနေတွာလာပြီးလမ်းမြပြီးပို့ဆောင်မဆာပေးနေတော့တန်ရှင်တော်ဝိညာဉ်တော်ဖခင်၏မဟာမိတ်တရားပွဲချင်းဒီယနေ့ရောက်ရှိလာတော့တာမီတယောက်စနိုင်တဲ့မိသားစုနဲ့အသင်းတော်နဲ့လုပ်ငန်းကိုင်ရပေါ်မှာကာလအစင်မြတ်တယောက်တည်ရှိတင်နေပါစေတော်အာမင်ဖခင်ကောင်းချီးပေးပါစေ Good night bye and shalom